ဈေးသည်တယောက်ဟာအခုပြောမဲ့အင်္ဂါ၃ပါးနဲ့သာပြည့်စုံခဲ့မယ်ဆိုလို့ရှိရင်မကြာခင်အချိန်အတွင်းမှာပဲပစ္စည်းဥစ္စာတို့ဖြင့်ပြည့်စုံခြင်းချမ်းသာခြင်းကြွယ်ဝခြင်းဆိုတဲ့အောင်မြင်ခြင်းကိုတေချာပေါက်ရမယ်တဲ့ဈေးသည်တယောက်အောင်မြင်ခြင်းနဲ့ကြီးပွားခြင်းနဲ့ဆိုရင်ရှိရမယ့်အင်္ဂါရပ်၃မျိုးပေါ့နော်အဲ့ဒီအင်္ဂါရပ်၃မျိုးကဘာတွေတုံးဆိုတော့သက္ခုမသဟောတိဝိဒုရောဇနိဗ္ဗယတံပန္နောဇသက္ခုမသဉာဏ်အမျော်မြင်နဲ့ပြည့်စုံသည်လေဟောတိဖြစ်၏ဈေးသည်တယောက်ကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်နံပါတ်1ရှိရမယ့်အရေးအသွေးကအမြင်ရှိရမယ်တဲ့။ဘာရှိရမလဲ။အမြင်ရှိရမယ်တဲ့နော်ဒီထဲမှာဈေးသည်တွေအများကြီးပါမယ်လို့ထင်တယ်သိလား။ပြီးတော့ဈေးရောက်မယ်လို့စိတ်ကူးတဲ့လူတွေမြန်ပါခဲ့မယ်ဆိုရင်ဒီသုတ်တန်ကတော့လောကီလိုကိုတော်တော်အသုံးတည့်မဲ့သုတ်တန်ဟုတ်လားလက်ရှိဈေးရောက်နေတဲ့ပုံကိုယ်တွေပါရင်လည်းပဲတကယ်လို့မြန်အောင်မြင်ကြီးပွားခြင်းနဲ့အလှမ်းဝေးနေတယ်ဆိုရင်ဒီသုတ်တန်လေးနဲ့ညှိပြီးတော့တို့ဘာမြန်လိုးနေတယ်လဲဆိုတာကိုစီစဉ်ရင်းနဲ့နာယူကြည့်ပေါ့နော်အဲ့ဒါမြတ်စွာဘုရားကကြီးပွားခြင်းနဲ့ဈေးသည်တယောက်ကြီးပွားရမယ့်အင်္ဂါရပ်နံပါတ်1အင်္ဂါရပ်ကဘာလဲဆိုတော့အမြင်ရှိရမယ်တဲ့ကိုလှုပ်တဲ့အလုံးနဲ့ပတ်သက်ပြီးတော့ကိုရောင်းတဲ့ဝယ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အမြင်ရှိရမယ်အမြင်ရှိရမယ်ဆိုတဲ့စကားကအင်မတန်ကျေပြတ်ပါတယ်ဒီပစ္စည်းတွေကဘယ်အချိန်မှဈေးကျတယ်ဘယ်အချိန်မှဈေးတက်တယ်ဒီပစ္စည်းတွေကဘယ်အရက်ဒေသကထွက်တာဘယ်အရက်ဒေသကတော့တိတ်ပေါ်တယ်ဘယ်အရက်ဒေသမှာတိတ်ရှားတယ်ဒါမျိုးတွေသိထားဖို့မလိုဘူးလားလိုတာပေါ့ဘယ်အချိန်မှာလူတွေဟာဘလို့ပစ္စည်းတွေကိုအသုံးများတယ်အဲ့ဒါလို့ကိုလှုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အမြင်ကျယ်ရမယ်အမြင်မရှိဘူးဆိုရင်တော့ဈေးရောက်ရင်တေချာပေါက်ရှုံးမှာပဲမကြခင်မှာပဲစီးပွားဥစ္စာတွေပြည့်စုံခြင်းဆိုတာမရဘဲနဲ့မကြခင်မှာပဲအရင်အနီးပြုတ်သွားခြင်းဆိုတာမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဒါကြောင့်ကြီးပွားချမ်းသာခြင်းနဲ့ဈေးသည်တယောက်နံပါတ်1ရှိရမယ့်အင်္ဂါရပ်ဒီအမြင်ရှိရမယ်ကိုလှုပ်တဲ့အလုံးနဲ့ပတ်သက်ပြီးတော့ဉာဏ်အမြင်ရှိရမယ်ဒါနံပါတ်1အင်္ဂါရပ်ပေါ့နောက်နံပါတ်2ပြည့်စုံရမယ့်အရေးအသွေးကဘာလဲဆိုတော့ဝိဒုရောဇထက်မြက်တဲ့လုံလဝရိယနဲ့ပြည့်စုံသေးလေဟောတိဖြစ်၏တဲ့ဝရိယရှိရမယ်အမြင်တွေတော့ရှိပါရဲ့အသိတွေတော့ရှိပါရဲ့လက်တွေ့ဘာမှအကောင်အထည်မဖော်ဘူးဆိုလို့ရှိရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးဟုတ်ရလားမသွားဘဲနဲ့မရောက်နိုင်ဘူးမစားဘဲနဲ့မဝနိုင်ဘူးမလုပ်ဘဲနဲ့မရနိုင်ဘူးဒါကြောင့်ကြီးပွားတိုးတက်ခြင်းနဲ့ဈေးသည်တယောက်ဒီမိမိရဲ့လုပ်ငန်းကိစ္စကိုတာဝန်တရက်လိုသဘောထားပြီးတော့ပြင်းထန်တဲ့လုံလဝရိယနဲ့ဇွဲနှပဲနဲ့ဘာလို့ရမလို့ကြိုးစားရမယ်ဒီနေ့မအောင်မြင်ရင်နောက်နှစ်အောင်မြင်ရမယ်ဒီနေ့ရောင်းမကောင်းရင်နောက်နှစ်ရောင်းကောင်းရမယ်ငါဘာများလိုအပ်နေလို့လဲကိုချိုရင်ချက်တွေကိုရှာမယ်အတွေ့အကြုံရှိတဲ့လူတွေစီကအကြံဉာဏ်ကိုတောင်းမယ်ပြီးရင်ကိုပြီးရင်ပြီးကြိုးစားမယ်အဲ့ဒါလိုလုံလဝရိယနဲ့ပြည့်စုံမယ်ဆိုလို့ရှိရင်ဒီဈေးသည်တယောက်ဟာတေချာပေါက်အောင်မြင်မှာပါတဲ့မြတ်စွာဘုရားကနော်ဒါဒုတိယပြည့်စုံရမယ်အရေးအသွေးပေါ့နောက်တတိယအောင်မြင်ချမ်းသာခြင်းနဲ့ဈေးသည်တယောက်ရှိရမယ်အင်္ဂါရပ်ကဘာလဲဆိုတော့နိဗ္ဗယတံပန္နောဇအမိကောင်းနဲ့ပြည့်စုံသည်လေဟောတိဖြစ်၏အမိကောင်းရှိရမယ်တဲ့အမိကောင်းဆိုတာကဘာပြောတာတုံးဆိုတော့ပစ္စည်းဥစ္စာနဲ့ချမ်းသာကြွယ်ဝတဲ့ကိုယ့်ပေါ်မှာစေနာမေတ္တာရှိတဲ့ကိုဆုံးရှုံးသွားတဲ့အခါမျိုးမှာအရင်အဒီထုတ်ပေးနိုင်တဲ့အမိကောင်းပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတဲ့ကိုယ့်ရဲ့မိတ်ကောင်းဆွေကောင်းကိုယ့်ကိုကူညီနိုင်မဲ့စောင့်ရှောက်နိုင်မဲ့မေတ္တာစေတနာထားနိုင်တဲ့ကြွယ်ဝချမ်းသာတဲ့ပုဂ္ဂိုလ်ပေါ့အဲ့ဒါကိုယ့်အတွက်အမိကောင်းပဲကိုကလုပ်ငန်းကိုင်ကလုပ်တယ်ဆိုတာတခါတရံမှာချွတ်ချော်တိမ်ပါမှားယွင်းသွားတာတွေကြောင့်ပစ္စည်းဆုံးရှုံးတာတွေမရှိနိုင်ဘူးလားရှိနိုင်တယ်အဲ့ဒီလိုအခြေအနေမျိုးမှာကိုယ့်ကိုပြန်ပြီးတော့ထူထူထောင်ထောင်ဖြစ်အောင်ကြည့်ရှုဆောင်မှတ်မဲ့အရင်အဒီထုတ်ပေးနိုင်တဲ့အမိကောင်းဆိုတာလည်းရှိရမယ်အဲ့ဒါတတိယအင်္ဂါရပ်ပဲဈေးသည်တယောက်မှာအခုပြောခဲ့တဲ့အင်္ဂါရပ်၃ပါးနဲ့သာပြည့်စုံမယ်ဆိုရင်နစိရတေဝမကြာခင်အချိန်တွင်းမှာပဲဘောဂေတုစည်းစိမ်ဥစ္စာတို့၌မဟာထံဝေပုံလက်ထံကြီးကျယ်ပြန့်ပြောခြင်းတို့ပပုဏ္ဏတိရောက်မယ်တဲ့မြတ်စွာဘုရားမဟုတ်ဘဲနဲ့မပြောဘူးနော်ဒါကြောင့်မြတ်စွာဘုရားရဲ့အလုံးကိုသိတော်မူမြင်တော်မူတယ်ဆိုတဲ့သဗ္ဗညုတဉာဏ်ကိုယုံကြည်သောအဖြစ်
အကယ်၍ဒီထဲမှာဈေးတွေပါခဲ့မယ်ဆိုလို့ရှိရင်ပြင်စရာရှိတာကိုပြင်ဖို့ပါပဲဟုတ်ရဲ့လားဒါကြောင့်ကြီးပွားတိုးတက်ခြင်းနဲ့ဈေးတွေတယောက်ဒီနံပါတ်1အမြင်ရှိရမယ်နံပါတ်2လုံလဝရိယရှိရမယ်နံပါတ်3အမိကောင်းရှိရမယ်ဘယ်နှချက်လဲ3ချက်ဒါကပစ္စည်းဥစ္စာတွေနဲ့တိုးတက်ကြီးပွားခြင်းတဲ့ပုဂ္ဂိုလ်အတွက်ဈေးတွေအတွက်ရှိရမယ်အည်အသွေးပေါ့ခုတရားဓမ္မတို့ဦးဇင်းတို့နာယူနေတဲ့တရားကပစ္စည်းဥစ္စာတွေတိုးတက်ကြီးပွားဖို့ကိုအဓိကထားပြီးတော့နာယူနေတာမဟုတ်ဘူးပစ္စည်းဥစ္စာတွေလည်းတိုးတက်ကြီးပွားဖို့တော့လိုပါတယ်သို့တော့တရားနိဒာမှာပြောခဲ့တယ်ဘာနဲ့တိုးတက်ကြီးပွားဖို့ကလူလောကကြီးမှာအရေးအကြီးဆုံးလို့ပြောခဲ့တယ်လေကုသိုလ်ကောင်းမှုတို့ဖြင့်တိုးတက်ကြီးပွားဖို့ကလူလောကကြီးမှာအရေးအကြီးဆုံးပဲဟုတ်လားအဲ့တော့ကုသိုလ်ကောင်းမှုတို့ဖြင့်တိုးတက်ခြင်းနဲ့ကြီးပွားခြင်းနဲ့ဆိုရင်တရားဓမ္မတို့ဦးဇင်းတို့တွေအတွက်လည်းပဲအဲ့ဒီဈေးတွေတယောက်မှရှိတဲ့အည်အသွေး၃ရက်ကိုဥပမာအနေထားပြီးတော့မြတ်စွာဘုရားကတိတာထင်ရှားအောင်ရှင်းလင်းလွယ်ကူအောင်မှတ်မိအောင်ဒါဥပမာအနေထားပြီးတော့ဟောတာဟုတ်လားအဲ့တော့ကုသိုလ်ကောင်းမှုနဲ့ပြည့်စုံခြင်းတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဒီအင်္ဂါရက်၃ပါးနဲ့ပဲပြည့်စုံရမှာပဲဟုတ်ရလားဧဝမေဝခောဘိက္ခဝေတိဟိဓမ္မေဟိသမ္မာနာဂတောဘိက္ခုနာစီရတေဝမဟာထံဝေပုံလထံပါပုနာတိကုတလေတုဓမ္မေတုဘိက္ခဝေယဟံတော်မြတ်အိုချင်သားတို့ဧဝမေဝခောဤအတူသာလျင်တိဟိဓမ္မေဟိသုံးမျိုးသောသဘောတရားတို့နှင့်သမ္မာနာဂတောပြည့်စုံသောဘိက္ခုယဟန်သည်နာစီရတေဝမကြာမြင့်မီအချိန်၌သာလျင်ကုတလေတုဓမ္မေတုကုသိုလ်တရားတို့၌မဟာထံဝေပုံလက်ထံကြီးကျယ်များပြားခြင်းသို့ပါပုနာတိရောက်၏ဒီသုတ်တံကယဟန်တွေကိုအဓိကဦးစားပေးပြီးတော့ဟောထားတာဆိုတော့ဘိက္ခုဆိုတဲ့စကားလေးနဲ့ပြောထားတာပေါ့လူသားတွေကလိုက်နာကျင့်သုံးလို့မဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါလေအဲ့တော့တရားဓမ္မတို့ဦးဇင်းတို့တွေလည်းပဲကုသိုလ်ကောင်းမှုတို့ဖြင့်တိုးတက်ကြီးပွားခြင်းနဲ့ဆိုရင်အင်္ဂါရ၃ပါးပြည့်စုံရမယ်အည်အသွေး၃မျိုးရှိထားရမယ်အဲ့ဒီရှိထားရမယ်ပြည့်စုံထားနှင့်ရမယ်အည်အသွေး၃မျိုးကဘာလဲဆိုတော့သက္ခုမာသဟောတိဝိဒုရောဇနိတယတံပန္နောဇသူ့လည်းဒီ၃လုံးပဲသက္ခုမာသဉာဏ်မြင်နဲ့ပြည့်စုံသည်လေဟောတိဖြစ်၏ဝိဒုရောဇလုံလဝရိယနဲ့ပြည့်စုံသည်လေဟောတိဖြစ်၏နိတယတမ္မန္တောဇမိယာပုဂ္ဂိုလ်နဲ့ပြည့်စုံသည်လေဟောတိဖြစ်၏လို့ပြည့်စုံရမယ့်အည်အသွေးဘယ်နှချက်တောင်းဆိုထားလဲ၃ချက်အဲ့ဒီ၃ချက်ကိုဦးဇင်းတို့ဒီကနေ့တရားရဲ့အနှစ်သာရအနေနဲ့အချင်းယူပြီးတော့ပြောသွားမှာပါဟုတ်ရလားအေးအမြင်ရှိရမယ်လုံလရှိရမယ်အမိကောင်းရှိရမယ်ဒါပေမဲ့ဘိဓပေါင်းသူတော်ကောင်းတို့အမြင်ရှိရမယ်ဝရိယရှိရမယ်အမိကောင်းရှိရမယ်ဆိုတာကဈေးသည်တယောက်ရဲ့အမြင်ဈေးသည်တယောက်ရဲ့ဝရိယဈေးသည်တယောက်ရဲ့အမိကောင်းမျိုးကိုဆိုလိုတာတော့မဟုတ်သိလားကုသိုလ်ကောင်းမှုနဲ့ကြီးပွားခြင်းကြတဲ့ပုဂ္ဂိုလ်တွေရှိရမယ်အမြင်ဆိုတာဘယ်လိုဟာလဲရှိရမယ်ဝရိယဆိုတာဘယ်လိုဟာလဲရှိရမယ်အမိကောင်းဆိုတာဘယ်လိုဟာလဲဆိုတာကိုတော့မြတ်စွာဘုရားကိုယ်တိုင်ပဲအဲ့ဒီသုတ်တံမှာအသေးစိတ်ရှင်းလင်းပြီးတော့ဟောထားတယ်သောသောကပြောခဲ့တာတွေကတိတာထင်ရှားအောင်လို့လွယ်ကူအောင်လို့ဥပမာအနေပြောထားတာဟုတ်ရဲ့လားအေးအဲ့တော့ဒီနေရာမှာမြတ်စွာဘုရားကစက္ခုမာစအမြင်နဲ့ပြည့်စုံရမယ်ဆိုတာဘာကိုပြောတာတုံးဆိုရင်တဲ့စမှတ်ရတော့မယ်နော်အရေးကြီးတဲ့စကားရောက်လာပြီဟုတ်လားကုသိုလ်ကောင်းမှုနဲ့ပြည့်စုံခြင်းကြတဲ့ပုဂ္ဂိုလ်တွေဟာအမြင်ရှိရမယ်အဲ့ဒီအမြင်ရှိရမယ်ဆိုတာဘာကိုမြင်ရမှာလဲဘာကိုသိရမှာလဲအဲ့ဒါမြတ်စွာဘုရားကအမြင်ရှိရမယ်ဆိုတာသစ္စာ၄ပါးကိုမြင်ရမယ်လို့ပြောတာတဲ့ဒီတိုင်ဘာကိုမြင်ရမယ်သစ္စာ၄ပါးကိုမြင်ရမှာတဲ့သစ္စာ၄ပါးဆိုတာပိဋကပေါင်းတော်ကောင်းတို့လိမ္မာပြီးသားကျွမ်းကျင်ပြီးသားဒါပေမဲ့အရေးကြီးလို့ပြောရမှာပဲဟုတ်လားသစ္စာ၄ပါးကိုသိရမယ်မြင်ရမယ်ဒီနေရာမှာသစ္စာ၄ပါးကိုမြင်တယ်ဆိုတာကအကျဉ်းမြင်၂မျိုးရှိတယ်အနုဘောဓဉာဏ်ဆိုတဲ့ဘုရားယန္တာရိယသူတော်ကောင်းကြီးတို့ရဲ့စကားကိုတဆင့်ကြားပြီးတော့မှန်းဆပြီးတော့တွေးတောပြီးတော့သိတဲ့ဉာဏ်ပေါ့အနုဘောဓဉာဏ်ဒါအခြေခံရှိကိုရှိရမှာနော်ဒီဉာဏ်ဒီအမြင်နောက်ပฏิဝေဒဉာဏ်နဲ့ပฏิဝေဒဉာဏ်ဆိုတာကအရိယာမဉ္ဉဏ်ကိုပြောတာအရိယာမဉ္ဉဏ်ဖြင့်နိဗ္ဗာန်ကိုထိုးထွင်းပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတော့သစ္စာ၄ပါးကိုထိုးထွင်းပြီးတော့သိတဲ့ဉာဏ်
အဲ့ဒါကတော့အရိယာအဖြစ်ကိုရောက်စေတတ်တဲ့ဒကာဓမ္မတို့ဦးဇင်းတို့ပန်းနိုင်ထားတဲ့ဉာဏ်ပေါ့ဟုတ်ရဲ့လားအဲ့ဒါကပฏิဝေဒတိအခုဒီနေရာမှာပฏิဝေဒတိဆိုတာကတော့ဟောတဲ့လူရောနားတဲ့လူရောရဖို့မလွယ်ပါဘူးဒါဦးဇင်းတို့ကတော့မရသေးပါဘူးဟုတ်လားအဲ့တော့ဘာကိုအခြေခံမှပฏิဝေဒဉာဏ်ကရမှာတော့ဆိုတော့အနုဘောဓဉာဏ်ကိုအခြေခံရမယ်မှန်းဆသိတုတ္တမယဉာဏ်စိတ္တမယဉာဏ်တွေကိုအခြေခံရမယ်လို့ဆိုလို့လားဟုတ်ရဲ့လားအဲ့တော့သစ္စာလေးပါးကိုမြင်ရမယ်တဲ့အမြင်ရှိရမယ်ဆိုတာကအဲ့ဒါမြတ်စွာဘုရားကအသေးစိတ်စိတ်ရှည်လက်ရှည်ပြောပြတယ်သစ္စာလေးပါးကိုဘယ်လိုမြင်ရမှာတော့ဣဒံဒုက္ခံတိယထာဘုဒ္ဓံပဇာနာတိဣဒံဟောဒီခန္ဓာကိုယ်ကြီးသည်ဒုက္ခဆင်းရဲဟူ၍ယထာဘုဒ္ဓဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းပဇာနာတိသိ၏မြင်ရမယ့်အမြင်ကိုဒါစပြောနေပြီနော်သစ္စာလေးပါးကိုမြင်ရမယ်အဲ့ဒါပထမတစ်ပါးစပြောပြီဘာကိုမြင်ရမှာလဲဆိုတော့ဟောဒီခန္ဓာကြီးသည်ဆင်းရဲမျှတာပဲလို့အမြင်ရှိရမယ်အဲ့ဒီအမြင်ကိုအခြေခံရဒီခန္ဓာမှမဟုတ်ဘူးဘယ်ခန္ဓာပဲဖြစ်ဖြစ်ဒီဘဝမှမဟုတ်ဘူးဘယ်ဘဝပဲဖြစ်ဖြစ်ဘဝမှန်သမျှခန္ဓာမှန်သမျှသည်ဆင်းရဲတက်တက်ဖြင့်တိဆောက်ထားတာဆင်းရဲကလွဲလို့တခြားဘာမှမပါဘူးတဲ့ဒကာဓမ္မတို့လည်းကြားဖို့ပါတယ်ပရိစ္ဆေသမုပ္ပါပါဠိတော်ဏိဂုံးပိုင်းလေးမှာရှိတယ်မို့လားဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတသမုဒယောဟောတိဘဝဆိုတာတက်တက်သောဒုက္ခတွေရဲ့အစုအပုံကြီးလို့ဘုရားဟောထားတာကိုနားလေတာနားမလေတာကတစ်ပိုင်းအမှန်တရားကအမှန်တရားကတစ်ပိုင်းပဲဟုတ်တယ်မို့လားကိုနားမလေတာကနားမလေသေးလို့ပေါ့နားလေအောင်ကြိုးစားရင်လည်းနားလေသွားမှာပေါ့အဲ့တော့နားလေပြီးသားဘုရားရိယာဘုရားယန္တာရိယာသူတော်ကောင်းကြီးတွေကဘဝကိုဘယ်လိုမြင်လဲဆိုတော့ဆင်းရဲလို့မြင်တယ်ဘယ်လိုမြင်လဲဆင်းရဲလို့မြင်တယ်ဘဝမှန်ရင်ဆင်းရဲပဲသိလားအဲ့ဒီဆင်းရဲလို့မြင်တော့ဘာအကျိုးရှိတော့ဟိုလူငယ်တွေအတွက်ဦးဇင်းတို့အပေါ်ယံလေးတွေကိုပဲဦးစားပေးပြီးတော့ပြောခြင်းတယ်ဘဝဟာဆင်းရဲပဲဘဝဟာဒုက္ခပဲလို့မြင်ရင်အ ਨੇ ဆုံးတော့အထင်ကြီးခြင်းအထင်သေးခြင်းဆိုတာတွေတော်တော်နည်းသွားနိုင်တယ်ခုဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာအဲ့ဒီအထင်သေးခြင်းအထင်ကြီးခြင်းဆိုတဲ့ကိစ္စကတော်တော်အနှောင့်အယှက်ပေးတဲ့ဒုက္ခပဲလူတစ်ဖက်သားကိုအထင်ကြီးတာလည်းမကောင်းဘူးအထင်သေးတာလည်းမကောင်းဘူးလူတစ်ဖက်သားကိုအထင်ကြီးလို့ရှိရင်ကိုယ့်ကိုယ်ကိုတိမ်ငယ်တဲ့စိတ်တွေဖြစ်ပြီးနေရထိုင်ရတာတော်တော်ပင်ပန်းတယ်မကောင်းဘူးလူတစ်ဖက်သားကိုအထင်သေးပြန်လို့ရှိရင်လည်းကိုယ့်ကိုယ်ကိုမောက်မာတဲ့သဘောဖြစ်ပြီးတော့မကောင်းဘူးဒါလည်းမကောင်းဘူးအဲ့တော့သူများကိုအထင်သေးတယ်ဆိုတာကလည်းပဲကိုယ့်ကိုယ်ကိုအထင်ကြီးလို့ဖြစ်ရတဲ့ကိစ္စအဲ့တော့ဒုက္ခပါဆင်းရဲတွေပါလို့မြင်ရင်ကိုယ့်ကိုယ်ကိုလည်းထင်ကြီးစရာမရှိဘူးသူများလည်းထင်ကြီးစရာမရှိဘူးဘာအထင်ကြီးမှလဲတတ္တဝါတွေအကုန်လုံးကဒုက္ခတွေကြီးပဲလေဟုတ်တယ်မို့လားအကုန်လုံးဟာဒုက္ခတွေပဲဒုက္ခရောက်နေတဲ့လူတွေပဲဒုက္ခရောက်နေတဲ့တတ္တဝါတွေပဲအဲ့ဒါလိုမြင်ရင်ကိုယ့်ကိုယ်ကိုအထင်မကြီးတဲ့အတွက်ကြောင့်သူများကိုအထင်သေးတဲ့အကြောင်းလည်းမရှိဘူးအမှန်တိုင်းမြင်နေတဲ့အတွက်ကြောင့်သူများကိုလည်းအထင်မကြီးတဲ့အတွက်ကြောင့်ကိုယ့်ကိုယ်ကိုတိမ်ငယ်တဲ့စိတ်လည်းဖြစ်เสียအကြောင်းမရှိဘူးဘာမှလောကကြီးမှာရှုပ်ထွေးเสียအကြောင်းမရှိဘူးအမှန်မြင်လိုက်တဲ့အတွက်ကြောင့်ဒါကြောင့်ကုသိုလ်ကောင်းမှုတို့ဖြင့်ကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်နံပါတ်1မြင်ရမယ့်အမြင်ဒီဘဝမှန်သမျှခန္ဓာမှန်သမျှဒီဆင်းရဲမျှတာဆိုတဲ့အမြင်ကိုခိုင်ခိုင်မာမာတည်ဆောက်ထားရဟုတ်လားဦးဇင်းတို့ဝစီတာဘိက္ခုနီမလေးပြောထားတဲ့စကားလေးတစ်ခွန်းရှိတယ်ဒုက္ခမေဝဟိတံဘောတိဒုက္ခဒိဋ္ဌတိဝေတိစနေညတရာဒုက္ခတံဘောတိနေညာဒုက္ခနိရောဓတိဒုက္ခတွေပဲဖြစ်နေတယ်ဒုက္ခတွေပဲတီးနေတယ်ဒုက္ခတွေပဲချုပ်နေတာပါတဲ့လောကကြီးမှာဒုက္ခမှတပါးတခြားဖြစ်နေတာမရှိဘူးဒုက္ခမှတပါးတခြားချုပ်သွားတာလည်းမရှိဘူးတဲ့ဒုက္ခတွေပဲဖြစ်ပြီးတော့ဒုက္ခတွေပဲပြတ်သွားတာနိဗ္ဗာန်ဆိုတာဖြစ်လည်းမဖြစ်ဘူးမဖြစ်တဲ့အတွက်ကြောင့်ပြတ်လည်းမပြတ်ဘူးနားလည်ဖို့တော့တော်တော်ခက်ပါတယ်နော်ငါကမတို့နားလည်ဖို့ဆိုတာတော်တော်တန်ယုံဉာဏ်နဲ့မလွယ်ပါဘူးဒါကြောင့်လူငယ်တွေကစတင်ပြီးတော့အခြေခံပြောချင်တာဘဝတည်ဆင်းရဲမျှပဲဘဝတည်မကောင်းတဲ့တရားပဲဆိုတာကိုတော့အခြေခံနားလည်ထားဖို့လိုပါတယ်အဲ့ဒီအမြင်ကိုအခြေခံမှကုသိုလ်ကောင်းမှုနဲ့ကြီးပွားမှာဟုတ်လားဒါနံပါတ်1မြင်ရမယ့်အမြင်ပေါ့နောက်နံပါတ်2မြင်ရမယ့်အမြင်ကအယံဒုက္ခသမုဒယောတိယထာဘူတံပဇာနာတိအယံဟောဒီလိုခြင်းနဲ့ရခြင်းနဲ့ဖြစ်ခြင်းနဲ့ဆိုတဲ့လောဘတရားသည်ဒုက္ခသမုဒယောတိဆင်းရဲခြင်းရဲ့အကြောင်းစင်စစ်ဧကံဖြစ်၏ဣတိဤသို့ယထာဘူတဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းပဇာနာတိသိ၏
ဒါဟာဆင်းရဲဒုက္ခရဲ့ဖြစ်ခြင်းရဲ့အကြောင်းပဲလို့သိရမယ်ဒါဟာဆိုတာဘာလဲဆိုတော့လောဘကိုပြောတာအယံဒုက္ခသမုဒယောတိအယံဟောဒီလောဘဆိုတဲ့သဘောတရားသည်ဒုက္ခသမုဒယောတိဒုက္ခတွေကိုဖြစ်စေတဲ့အရာလောကမှာဆင်းရဲဒုက္ခမှန်သမျှကိုဖြစ်စေတဲ့အရာသည်လောဘရဲ့လက်ချက်ကြီးပဲဒီအမြင်ရှိရမယ်ဒီအမြင်ရှင်းရမယ်ဆင်းရဲတွေအလုံးတို့ဒီလောဘကြောင့်ဖြစ်တယ်လူကျင်တာရကျင်တာတစ်ခုခုကိုအကြောင်းပြုပြီးတော့ဖြစ်တယ်ဆိုတဲ့အမြင်ရှိရမယ်ဒါဉာဏ်တုံးတုံးဉာဏ်ရှိရင်စဉ်းစားကြည့်ရင်သိနိုင်တယ်အစင်မပြေဘူးတစ်ခုခုတွေ့လာပြီဆင်းရဲဒုက္ခတစ်ခုခုတွေ့လာပြီဆိုရင်ဒကာဓမ္မတို့ဦးဇင်းတို့တာမန်အဖြစ်တော့သူများကိုပဲအပြစ်တင်ကြတာများတယ်တင်းကြောင့်ငါဒုက္ခရောက်ရတာဟုတ်လားတချို့ကြတော့လည်းအဲ့လိုမပြောဘူးငါကိုကညံ့လို့ငါကြောင့်ဒုက္ခရောက်ရတာဒုက္ခရောက်လာပြီဆိုရင်သူ့ကြောင့်သို့မဟုတ်ငါကြောင့်ဆိုပြီးတော့နာမည်တက်တွေအမျိုးမျိုးလွဲတာပေါ့ခုဒီမှာမြတ်စွာဘုရားကဘယ်လိုဟောတော့ဒုက္ခရောက်ရတာဘယ်သူကြောင့်လို့ဟောထားလဲလောဘကြောင့်ဒုက္ခရောက်ရတာတဲ့သူ့ကြောင့်ငါကြောင့်ဒုက္ခရောက်ရတာဆိုရင်တော့ရှုပ်ကုန်တော့မှာပဲအဲ့ဒါဆိုရင်အဲ့ဒီပြဿနာကရှင်းလို့မရဘူးဘာလို့ဆိုသူ့ဆိုတာငါဆိုတာဘလို့ဖယ်မလို့တကယ်မှမရှိတဲ့တရားတွေဘလို့လို့ဖယ်မလို့ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒုက္ခဖြစ်တယ်ဆိုတာသူ့ကြောင့်ငါကြောင့်မဟုတ်ပါဘူးဘယ်သူကြောင့်လဲလောဘကြောင့်ဟုတ်ရဲ့လားဒါကြောင့်လိုချင်မှုရချင်မှုဖြစ်ချင်မှုတို့သည်ဆင်းရဲဒုက္ခကိုဖန်တီးတဲ့အရာလို့သိခြင်းဖြင့်ဘဝရဲ့အမြင်ရှင်းပြီးတော့တမျိုးချမ်းသာမှုကိုရလိမ့်မယ်ဒါကြောင့်ဒုက္ခတွေရောက်တိုင်းလောဘကြောင့်ဆိုတဲ့အဖြစ်မှန်ကိုနားလည်ဖို့တော့လိုတယ်နော်ဒါမှလောဘနည်းပြီးတော့ဒုက္ခနည်းသွားမှာပေါ့ဒါကြောင့်ဒုက္ခဖြစ်လာပြီဆိုရင်လောဘကြောင့်ဆိုတာပြမယ်ကျမ်းဂန်ထဲမှာလာတဲ့ဥပမာလေးတစ်ခုအမှတ်ရမိတယ်လူတစ်ယောက်ကနွားနဲ့ကြီးတစ်ကောင်နဲ့နွားဖြူကြီးတစ်ကောင်ကိုနှစ်ဖားကျိုးတစ်ချောင်းနဲ့ထိုးပြီးတော့ခြိပေးလိုက်တယ်တဲ့နွားနဲ့ကြီးရဲ့နှာခေါင်းရောနှဖြူကြီးရဲ့နှာခေါင်းရောနှစ်ဖားကျိုးကတစ်ချောင်းနဲ့ဂွင်းဖြစ်ပြီးတော့ခြိပေးလိုက်တယ်အဲ့တော့နွားနဲ့ကြီးကလည်းနည်းနည်းကြီးကလည်းမလွတ်လပ်တော့ဘူးနှဖြူကြီးကလည်းမလွတ်လပ်တော့အဲ့တော့နှဖြူကြီးကလည်းသူဒုက္ခရောက်တိုင်းငါဒီကောင်းကြောင့်ငါသွားခြင်းရမသွားတာငါလာခြင်းရမလာတာငါဒုက္ခရောက်နေတာအမြဲတမ်းသူဒုက္ခရောက်တိုင်းနှဖြူကြီးကိုအပြစ်တင်တယ်နှဖြူကြီးကလည်းသူဒုက္ခရောက်တိုင်းနည်းနည်းကြီးကိုအပြစ်တင်တယ်တကယ်စင်စစ်နှဖြူကြီးဒုက္ခရောက်တာလည်းနည်းနည်းကြီးကြောင့်မဟုတ်ဘူးနည်းနည်းကြီးဒုက္ခရောက်တာလည်းနှဖြူကြီးကြောင့်မဟုတ်ဘူးတကယ်တမ်းသူတို့နှစ်ကောင်ဒုက္ခရောက်နေခြင်းရဲ့အကြောင်းတရားတွေနှစ်ဖားကျိုးတစ်ချောင်းနဲ့ဖြစ်နေလို့တနည်းအားဖြင့်နှစ်ဖားကျိုးမပြတ်လို့ဒုက္ခရောက်ရတာတဲ့အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့လူတွေဟာတစုံတစ်ခုအစင်မပြေမှုဖြစ်တိုင်းများသောအားဖြင့်သူများဘက်ကိုပဲလက်ညှိုးထိုးပြီးတော့အပြစ်တင်ကြတာနော်ခုဒီမှာဘဇုကြောင့်ဘဇုဒုက္ခရောက်တော့လောဘကြောင့်တတ္တဝါတွေဒုက္ခရောက်ရတာဟုတ်ရဲ့လားအဲ့ဒီအမြင်ကိုအခြေခံရင်အဲ့ဒါကုသိုလ်ကောင်းမှုတို့ဖြင့်တိုးတက်မယ်ကြီးပွားမယ်၄ချက်မြင်ရမှာ၂ချက်ပြီးသွားပြီနော်နောက်တတိယဘာမြင်ရမှာတုံးဆိုတော့အယံဒုက္ခនិရောဓောတိယထာဘုဒ္ဓံပဇာနာတိအယံဟောဒီလောဘချုပ်တယ်ဆိုတဲ့သဘောတရားသည်ဒုက္ခនិရောဓောတိဒုက္ခချုပ်ရနိဗ္ဗာန်ဟူ၍ယထာဘုဒ္ဓံဟုတ်ဒီအတိုင်းမှန်သည့်အတိုင်းပဇာနာတိသိ၏ဒုက္ခချုပ်ရနိဗ္ဗာန်ဆိုတာဘာကိုပြောတာတုံးဆိုတော့လောဘချုပ်ရကိုပြောတာတဲ့လူငယ်တွေနားလည်အောင်အကျဉ်းမြင်လေးပြောရရင်လောဘချုပ်မှဒုက္ခချုပ်တာဆိုတဲ့အမြင်ရှိရသိလားဒါတတိယနိရောဓသစ္စာကိုဦးဇင်းတို့နားလည်လွယ်တဲ့ဝါဒလေးနဲ့လွယ်လွယ်လေးပြောပါတယ်ဟုတ်လားလောဘချုပ်မှဘာချုပ်တယ်ဒုက္ခချုပ်တာနိဗ္ဗာန်ဆိုတာဒုက္ခချုပ်တဲ့သဘောပဲလောဘချုပ်တဲ့သဘောပါပဲဟုတ်ရဲ့လားဦးဇင်းတို့သစ္စာလေးပါးထဲမှာဒုက္ခသစ္စာလို့မပါဘူးနော်ဒုက္ခသစ္စာရဲ့ဒုက္ခသမုဒယသစ္စာရဲ့ဒုက္ခនិရောဓသစ္စာရဲ့ဒုက္ခនិရောဓဂ ामि နိပฏิပဒါအရိယသစ္စာရဲ့ဒါပဲပါတယ်ဆင်းရဲရဲ့ဆင်းရဲခြင်းရဲ့အကြောင်းရဲ့ဆင်းရဲချုပ်ရရဲ့ဆင်းရဲချုပ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့နိလန်းရဲ့ဒါပဲပါတယ်ဒါကိုသိလို့ရှိရင်အကျဉ်းမြင်နိဗ္ဗာန်ကိုပဲဒုက္ခလို့ပြောမယ်ဆိုရင်ပြောလို့မရဘူးလားရတယ်အဲ့ဒါလို့ဆိုရင်ဆင်းရဲရဲ့ဆင်းရဲရဲ့အကြောင်းရဲ့နော်ချမ်းသာရဲ့ချမ်းသာခြင်းရဲ့နိလန်းကောင်းရဲ့ဒါပဲရှိတယ်ဒါတက်ပို့ပြီးတော့တဲ့ပြောရရင်တော့ဆင်းရဲရဲ့ဆင်းရဲရဲ့အကြောင်းရဲ့ဆင်းရဲချုပ်ရရဲ့ဆင်းရဲချုပ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့နိလန်းရဲ့ဟုတ်တယ်မဟုတ်လားခုတတိယရောက်သွားပြီနော်ဆင်းရဲချုပ်ရဆိုတာဘာကိုပြောတာတော့လောဘချုပ်တာကိုပြောတာတဲ့အဲ့ဒီစကားလေးကိုချက်ထွင်ပြီးတော့နားလည်ရမယ်လောကကြီးမှာလောဘမချုပ်သမျှဘယ်တော့မှဒုက္ခမချုပ်
ဟုတ်လားအဲ့ဒီစကားကိုထောက်ပြီးတော့လောဘကြီးလေဒုက္ခကြီးလေလောဘနည်းလေဒုက္ခနည်းလေလောဘမရှိရင်ဒုက္ခမရှိလောဘအပြည့်ဆိုရင်တော့ဒုက္ခအပြည့်ပဲဒါနိယာမဒါသစ္စာတရားပဲဘလို့မှဘဇူမှဒါကိုတွေးဖြီလို့မရဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့တတိယအဲ့ဒီအမြင်ရှိရမယ်လောဘနဲ့မှဒုက္ခနဲ့မှလောဘချုပ်မှဒုက္ခချုပ်မှဆိုတဲ့အမြင်ရှိရမယ်ဒါမှကိုလောဘကိုလျှော့ပြီးတော့ကိုဒုက္ခကိုရော့အောင်လုပ်နိုင်မှာပေါ့ဟုတ်တယ်မဟုတ်လားဒါကြောင့်ကုသိုလ်ကောင်းမှုတို့ဖြင့်တွတ်တက်ခြင်းများတဲ့ကြီးပွားခြင်းများတဲ့တရားဓမ္မတို့ဦးဇင်းတို့အတွက်တတိယရှိရမယ်အမြင်သည်လောဘချုပ်မှဒုက္ခချုပ်မယ်ဆိုတဲ့အမြင်ရှိရမယ်နောက်ဦးဇင်းတို့စတုထအမြင်အဲ့ဒီအမြင်ကဘာလဲဆိုတော့အယံဒုက္ခនិရောဓဂမိနိပฏิပဒါယတိယထာဘုဒ္ဓံမဇာနာတိဟောဒီမဂ္ဂင်7ပါးသည်ဒုက္ခချုပ်စေတဲ့တခုတည်းသောနိလန်းပဲဆိုတဲ့အမြင်ရှိရမယ်နော်ဒုက္ခချုပ်ဖို့အတွက်မဂ္ဂင်7ပါးတည်းဟူသောအလုံးမှတပါးတခြားအလုံးမရှိဟုတ်လားဒီပြင်အလုံးတွေနဲ့ဒုက္ခကိုတကယ်မချုပ်စေနိုင်ဘူးဆိုတဲ့သဘောမဂ္ဂင်7ပါးအကျင့်မြတ်ကိုကျင့်သုံးခြင်းဒီသာလျှင်ဒုက္ခကိုတကယ်ချုပ်စေနိုင်တယ်ဆိုကြပါစို့မဂ္ဂင်7ပါးကိုကျင့်သုံးလို့သောတပတ္တိမဉ္ဇဉ်ကိုရမယ်ဆိုရင်ဒိဋ္ဌိနဲ့ဝိသိကိစ္စကိုအသေးသက်ပြီးတော့အပေတန်တရားဒီထာဝရချုပ်ငြိမ်းသွားတယ်နောက်ထပ်တစ်ဖန်ဖြစ်เสียအကြောင်းမရှိတဖန်ပြန်မဖြစ်သောချုပ်ခြင်းဖြင့်ချုပ်တဲ့အတွက်ကြောင့်အဲ့ဒါကိုကောင်းသောဒုက္ခချုပ်ခြင်းလို့ဆိုရတယ်တဲ့ဒါကြောင့်ဦးဇင်းတို့ဒီမဂ္ဂသစ္စာကိုမဂ္ဂင်7ပါးရဲ့ဂုဏ်အည်သွေးတွေကိုပြောတဲ့နေရာမှာမြတ်စွာဘုရားကမဂ္ဂင်7ပါးကိုသမ္မာဒုက္ခခရာယလို့နာမည်တက်သမ္မာဒုက္ခခရာယဆိုတာကကောင်းစွာဒုက္ခကိုကုန်ခန်းစေတဲ့အရာဒုက္ခကုန်တဲ့နေရာမှာကောင်းကောင်းကုန်သွားတာကောင်းကောင်းကုန်တယ်ဆိုတာတဖန်ပြန်မဖြစ်သောကုန်ရင်းဖြင့်ကုန်သွားတာကိုပြောတာပြန်ဖြစ်အောင်ပဲကုန်ရင်းဆိုရင်ကောင်းကောင်းကုန်တယ်လို့ပြောနိုင်မလားမပြောနိုင်ဘူးဆိုကြပါစို့မဟာစီစရောဘုရားကြီးကဥပမာလေးနဲ့ရှင်းပြတဲ့ဒီနေရာမှာယောဂတဲ့တယောက်ကိုဆရာဝန်ကဆေးကုတယ်9မိနစ်10မိနစ်လောက်ပဲတက်တာပျောက်ကင်းပြီးတော့9မိနစ်10မိနစ်လောက်နေရင်ပြန်ဖြစ်တယ်ဆိုရင်အဲ့ဒါလိုယောဂပျောက်ခြင်းကိုကောင်းသောယောဂပျောက်ခြင်းလို့ဆိုနိုင်မလားတဲ့ဘာဖြစ်လို့လဲခဏနေပြန်ဖြစ်မှာကိုအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့မဂ္ဂင်7ပါးကျင့်တဲ့အလုတ်ကလွဲလို့တခြားသောအလုတ်တွေနဲ့ဆင်းရဲဒုက္ခကိုပြေလည်အောင်ဖြည့်ရှင်းရတဲ့နိလန်းတွေမရှိဘူးလားရှိတယ်အဲ့ဒီနိလန်းအဲ့ဒီအလုတ်တွေနဲ့ဒုက္ခငြိမ်းတယ်ဆိုတာကထာဝရငြိမ်းတာမဟုတ်ခဏနေပြန်ဖြစ်မှာဒါကြောင့်ကောင်းသောဒုက္ခချုပ်ခြင်းမဟုတ်ဘူးပစ္စည်းတွေပြည့်စုံတယ်ဆိုတာလည်းပဲနောက်ဆုံးအကုန်စွန့်ပြီးတော့သွားရတာပဲပညာတွေအကုန်တက်တယ်ဆိုတော့လည်းပဲနောက်ဆုံးအကုန်စွန့်ပြီးတော့သွားရတာပဲနောက်ဘဝကျတော့ပြန်စားရပြန်တာပဲဒုက္ခတွေကပြန်ဖြစ်ပြန်တာပဲဒါအလွယ်လေးပြောတာနော်ဘာနဲ့တူလဲဆိုတော့စားတယ်စားလိုက်တယ်အစာပြေတယ်ပြန်စားလာပြန်တယ်စားရပြန်တယ်ပြေးပြန်တယ်အဲ့ဒါလိုစားလိုက်အဲ့ဒီကိစ္စကြီးနဲ့အင်မတန်တူတယ်ဘယ်တော့မှအပီးတိုင်အစာပြေသွားတယ်ဆိုတာမရှိဘူးတကယ်တမ်းအစာပြေတယ်ဆိုတာတဏှာလောဘကုံဆုံးသွားမှအစာပြေခြင်းအစစ်ဆိုတာဖြစ်တာတဲ့အဲ့ဒီအစာပြေခြင်းအစစ်ကိုရကျင်တယ်ဆိုလို့ရှိရင်မဂ္ဂသစ္စာကိုပွားများရမယ်ဒါသရုပ်ဓာရှိရမယ့်အမြင်ကအင်မတန်အရေးပါတယ်နော်မဂ္ဂင်7ပါးအကျင့်မြတ်ကိုကျင့်သုံးခြင်းဖြင့်သာလျှင်ဒုက္ခတကယ်ငြိမ်းနိုင်တယ်ဆိုတဲ့အမြင်ပေါ့ကျင့်တဲ့နည်းတွေနဲ့ဒုက္ခကိုတကယ်မငြိမ်းနိုင်ဘူးဟုတ်ရဲ့လားအဲ့တော့မဂ္ဂင်7ပါးဆိုတာဘာတော့လူငယ်တွေနားလည်အောင်အကျဉ်းမြင်လေးတော့ပြောအောင်မယ်မဂ္ဂင်7ပါးလို့မပြောပါဘူးဗျာမဂ္ဂင်7ပါးထဲမှာအဓိကအကျဆုံးနဲ့အရေးအကြီးဆုံးမဂ္ဂင်သူဖြစ်ရင်ကျန်တဲ့မဂ္ဂင်တွေအကုန်လုံးဖြစ်တယ်အဲ့ဒီမဂ္ဂင်ကဘာလဲဆိုတော့သမ္မာဒိဋ္ဌိမဂ္ဂင်သမ္မာဒိဋ္ဌိမဂ္ဂင်ဆိုတာကသမ္မာဆိုတာကမှန်ကန်စွာဒိဋ္ဌိဆိုတာကမြင်တာမှန်တဲ့အမြင်ပေါ့မှန်တဲ့အမြင်ဆိုတာဘာလို့ဆိုတော့အတူသုံးပြောရရင်တော့မမြဲတာကိုမမြဲဘူးလို့သိရင်အဲ့ဒါမှန်တဲ့အမြင်ပဲ။ဘာလို့ဆိုမမြဲတာကလည်းအမှန်ဖြစ်နေတာကိုပိဋကရေဒါဘယ်သူမှမငြင်းနိုင်ဘူးနော်။မမြဲခြင်းသဘောတရားဆိုတာလောကမှာအမြဲတမ်းရှိနေတဲ့မမြဲခြင်းသဘောတရားဟုတ်လား။ဘာပဲဖြစ်လာပြီးဆုံးသွားတာပဲချုပ်ပြောက်သွားတာပဲအဲ့ဒီအချက်ကိုမြင်လို့ရှိရင်အဲ့ဒါသမ္မာဒိဋ္ဌိပဲ။ဆိုကြပါစို့တရားဓမ္မတို့ဦးဇင်းတို့ရဲ့တန်တမှာဘာတွေဖြစ်နေတော့မြင်တာတွေဖြစ်တယ်ကြားတာတွေဖြစ်တယ်နာနာစားတာထိတာတွေးတာဒီ6မျိုးဖြစ်တယ်
ဒီ6မျိုးကိုပဲအကြောင်းပြုပြီးတော့မြင်လို့ကောင်းတယ်မြင်လို့မကောင်းဘူးကြားလို့ကောင်းတယ်ကြားလို့မကောင်းဘူးအစရှိသဖြင့်အာယုံ द्वार တိုက်တိုင်းဝိညာဉ်တွေပေါ်ပြီးတော့အဲ့ဒီမှာဖတ်တာပစ္စယဝေဒနာဆိုပြီးတော့ခံစားချက်အမျိုးမျိုးဖြစ်ဘူးလားဖြစ်တယ်နော်အဲ့ဒီခံစားချက်တွေကိုပဲအကြောင်းပြုပြီးတော့ချမ်းသာရင်တော့လောဘလူချင်းမမောမယ်ဆင်းရဲရင်တော့ဒေါမနတဒေါသမကျေနပ်ဘူးဆိုတာတွေဆက်မဖြစ်ဘူးလားလူချင်းမမောမှုတွေဖြစ်တယ်မကျေနပ်မှုတွေဖြစ်တယ်ဆိုရင်တော့လူချင်းသိအားလျော်စွာမကျေနပ်သိအားလျော်စွာပြောမယ်ပြုမယ်ဆိုတာတွေကိုဆက်မဖြစ်ဘူးလားဖြစ်တယ်အဲ့ဒါလို့ကံတွေဆိုတာဖြစ်ပြီဆိုရင်တော့အကျိုးပေးတွေဆိုတာလည်းတားလို့မရတော့ဘူးဆက်ဖြစ်အောင်ပါပဲဘဝဆိုတာဖြစ်ချင်းလို့အကျဉ်းမြင့်အဓိပ္ပာယ်ရတယ်နော်အေးအဲ့ဒါလို့ဘာတွေပဲဖြစ်လာတဲ့တရားမှန်သမျှသည်တောက်လျှောက်ကိုပဲပျက်စီးသွားတယ်မရှိတော့ဘူးချုပ်ပြောက်သွားတယ်နောက်ထပ်အတိတ်ထပ်ဖြစ်တယ်အဲ့ဒီအတိတ်လဲဆွဲထားလို့မရဘူးရက်နေပါအောင်လို့ပြောလို့မရဘူးတောက်လျှောက်ပဲပျက်စီးသွားတယ်ပြုတ်ပြက်သွားတယ်အဲ့ဒါဒီစက္ကန့်ပိုင်းအတွင်းမှာအချိန်ပေါင်းဂရေတန်းချီပြီးတော့ပျက်စီးသွားနိုင်တယ်ပျက်စီးသွားနေတယ်ဟုတ်လားအဲ့လောက်ကြီးကိုကမမြင်အောင်တောင်မှမနေ့တုန်းကတွေ့ခဲ့ကြုံခဲ့ဖြစ်ခဲ့တဲ့ဝန္တာစရာဝန္နေစရာအမျိုးမျိုးသောရုပ်တဏ္ဍသဘာဝတရားမျိုးစုံတို့ဒီနေ့ဘာမှမရှိတော့ဘူးဆိုတာလောက်သိရင်ကိုပဲတော်တော်ကြီးကောင်းတယ်မနေ့တုန်းကဖြစ်ခဲ့တဲ့အရာတွေအခုဘာမှမရှိတော့ဘူးနေ့လေတုန်းကဖြစ်ခဲ့တဲ့အရာတွေအခုဘာမှမရှိတော့ဘူးညနေတုန်းကဖြစ်ခဲ့တဲ့အရာတွေအခုဘာမှမရှိတော့ဘူးအချိန်ကလေးနဲ့ပိုင်းပြီးတော့ကြည်စမ်းပါတရားစနာဂါစာတုန်းကတိလယူတုန်းကရုပ်တဏ္ဍတွေအတွေ့အကြုံတွေဘာမှမရှိတော့ဘူးသာဝရပြောက်ွယ်သွားပြီအခုဦးဇင်းပြောနေရင်ကိုပဲစကလုံးတွေဟာတစ်လုံးပြီးတစ်လုံးကုံဆုံးပြီးတော့လိုက်မသွားဘူးလားတရားဓမ္မတို့ရဲ့အသိစိတ်တွေကလည်းတစ်မျိုးပျောက်ပြက်ပြီးတော့မသွားဘူးလားနောက်ထပ်အသစ်တွေကလည်းအစားထိုးပြီးတော့အတင်းဝင်နေရယူပြီးတော့ဖြစ်နေတာပဲမဟုတ်လားအေးဒါကြောင့်ပြည့်သက်ပေါင်းသူတော်ကောင်းတို့အဲ့ဒီအမှန်တရားကိုအမှန်တိုင်းမြင်လို့ရှိရင်အဲ့ဒါကိုဘာခေါ်မလို့သမ္မာဒိဋ္ဌိသမ္မာဒိဋ္ဌိဖြစ်လို့ရှိရင်သမ္မာသင်္ကပ္ပအတွေ့အကြံလည်းမှန်မယ်သမ္မာဝါစာအပြောလည်းမှန်မယ်သမ္မာကမ္မန္တအလုပ်လည်းမှန်မယ်သမ္မာအာဇီဝအသက်မွေးမှုလည်းမှန်မယ်နော်သမ္မာဝါယမသမ္မာတတိသမ္မာသမာဓိဝရိယရောတတိရောသမာဓိရောအကုန်လုံးအမှန်ကြီးဖြစ်ပြီးတော့မဂ္ဂင်၈ပါးပွားများရမရောက်ဘူးလားရောက်တယ်အဲ့ဒါလို့မမြဲတာကိုမမြဲဘူးဆိုတဲ့အတိကိုမိမိတန်တာမှာတီအောင်ဖြစ်အောင်ပွားအောင်များအောင်ကြိုးစားခြင်းဒီပဲလေဒုက္ခခတ်သိမ်းချုပ်ငြိမ်းအောင်ကြိုးစားနေတာလို့ပြောလို့မရဘူးလားရတယ်အဲ့တော့စတုထသိရမယ့်အတိမြင်ရမယ့်အမြင်ဒီဘာလဲမဂ္ဂင်၈ပါးဒီသာနဲ့ဒုက္ခကိုတကယ်ချုပ်စေနိုင်တဲ့နိလန်းလို့မြင်ရမှာသစ္စာ၄ပါးစုံသွားပြီနော်သစ္စာ၄ပါးဆိုတာကအင်မတန်ကျေပြန့်တာဗျနော်တခါကြီးမိုင်မြတထိုင်နဲ့ကိုအောင်ပြောဖို့ဆိုတာဘယ်ဖြစ်နိုင်မလို့တန်ရုပ်ပါဠိတော်မှာမြတ်စွာဘုရားဟောထားတာလေးတစ်ခုရှိတယ်သစ္စာ၄ပါးဘလောက်ကျေပြန့်လဲဆိုလို့ရှိရင်ဟောဒီခန္ဓာတွေဟာဒီအကြောင်းကြောင့်ဆင်းရဲပါဒုက္ခပါဆိုတာကိုအခရာတွေနဲ့ချပြီးတော့ရေးအခရာတွေသာကုံသွားမယ်ခန္ဓာဟာဆင်းရဲတယ်ဆိုတဲ့အကြောင်းကတော့ကုံမှာမဟုတ်ဘူးတဲ့သဘောပေါက်လားဟောဒီလောဘသည်ဒါကြောင့်ဒုက္ခရဲ့အကြောင်းဒီလိုလုပ်လို့သူကဒုက္ခရဲ့အကြောင်းလောဘသည်ဒုက္ခအကြောင်းဖြစ်ပါတယ်ဆိုတာကိုအခရာတွေနဲ့ချရေးအခရာသာကုံသွားမယ်လောဘသည်ဒုက္ခကိုဖြစ်စေတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောစရာရေးစရာတွေကတော့ကုံမှာမဟုတ်ဘူးတဲ့သိလားဒါပေမဲ့ဦးဇင်းတို့နောက်ထပ်အင်္ဂါဘယ်နှပါးပြောရအောင်မလို့နှစ်ပါးပြောရအောင်မှာမှုလို့ဟုတ်လားအဲ့တော့ကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ဈေးတွေတယောက်ဒီဈေးရောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အမြင်ရှိရမယ်ကုသိုလ်ကောင်းမှုတို့ဖြင့်ကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့တရားဓမ္မတို့ဦးဇင်းတို့တွေအတွက်လည်းပဲကြီးပွားခြင်းနဲ့ဆိုရင်ဘာရှိရမလို့အမြင်ရှိရမယ်အဲ့ဒီအမြင်ကဘာလို့သစ္စာ၄ပါးကိုမြင်ရမယ်အနုဘောဓဉာဏ်ဖြင့်အခြေခံကြမြင်ရမယ်ပြီးရင်ကြိုးစားအထုတ်လို့ပฏิဝေဒဉာဏ်ရမယ်ဆိုရင်တော့ဒါဒုက္ခရဲ့နိဗ္ဗာန်ကိုချုပ်ပေးနိုင်ပြီပေါ့ဟုတ်ရဲ့လားအေးဒါကြောင့်အမြင်ရှိရမယ်ဆိုတဲ့နံပါတ်1အင်္ဂါရပ်ပြည့်စုံအောင်ကြိုးစားကြရမှာပါနောက်ဒါနံပါတ်1အင်္ဂါရပ်ပေါ့နောက်နံပါတ်2အင်္ဂါရပ်ကဘာတဲ့တော့လုံလဝရိယရှိခြင်းကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ဈေးတယ်တယောက်ဒီမကြိုးစားလို့တော့ဖြစ်မှာမဟုတ်ဘူးဆိုတဲ့အတိုင်းကုသိုလ်ကောင်းမှုတို့ဖြင့်ကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲကြိုးစားအထုတ်ခြင်းဆိုတဲ့လုံလဝရိယကိုပြည့်စုံအောင်တည်ဆောက်ယူကြရလိမ့်မယ်မတော်ရင်မရောက်ဘူးမစားရင်မဝဘူးမလုပ်ရင်မရဘူးတရားဓမ္မကိစ္စမှာပိုးပြီးတော့လုံလဝရိယလိုသေးတယ်ဟုတ်လားမလုပ်ရင်တော့ဘာမှရမှာမဟုတ်
ဟုတ်ရဲ့လားအဲ့တော့ဒီနေရာမှာကြိုးစားရမယ်ဆိုတဲ့လုံလဝရိယဈေးတယ်တယောက်ရဲ့ဝရိယမျိုးတော့မဟုတ်ဘူးပေါ့ဟုတ်လားဒီနေရာမှာမြတ်စွာဘုရားကလုံလဝရိယဆိုတာဘယ်လိုလုံလဝရိယမျိုးကိုဆိုလိုတာတော့ပြောချင်တာကသူများအသက်သက်ချင်းသူများဥစ္စာခိုးခြင်းအစရှိတဲ့မကောင်းမှုဒုစရိုက်တွေကိုပြုကြတဲ့နေရာမှာလည်းပဲလုံလဝရိယကပါနေသေးတာကိုအဲ့လိုလုံလဝရိယမျိုးကိုမလိုဘူးအဲ့ဒါကိုဆိုလိုတာမဟုတ်ဘူးဒီနေရာမှာရှိတဲ့ရှိထိုက်တဲ့လုံလဝရိယဆိုတာကဘုရားကိုယ်တော်တိုင်အဲ့ဒီမှာအဓိပ္ပာယ်ဖွင့်ထားတယ်အာကုသလနာဓမ္မနာပဟာနာယမကောင်းမှုအကုသိုလ်တရားတွေကိုဖယ်ရှားဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကြိုးစားတဲ့လုံလဝရိယလုံလဝရိယတစ်မျိုးရပြီနော်ကုသလနာဓမ္မနာဥပတံပရာယကောင်းမှုမှန်သမျှကိုပြည့်စုံဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကြိုးစားတဲ့လုံလဝရိယဘယ်နှမျိုးတော့နှစ်မျိုးမကောင်းတာကိုဖယ်ရှားဖို့ကောင်းတာကိုဖြစ်ပွားဖို့ကြိုးစားမယ်ဆိုတဲ့လုံလဝရိယဒီနေရာမှာဦးဇင်းတို့မကောင်းတာကိုဖယ်ရှားဖို့ကြိုးစားတဲ့နေရာမှာမြတ်စွာဘုရားကဒေသနာတော်တစ်ခုမှာဘယ်လောက်ထိတောင်ပြောထားလဲဆိုရင်ကိုယ်တန်တာမှာမကောင်းတာတွေကိုဖယ်ရှားဖို့ကြိုးစားတဲ့နေရာမှာခေါင်းကိုဆွဲလောင်နေသောမီးကိုဝတ်ထားတဲ့အင်ကြီးကိုဆွဲလောင်နေသောမီးကိုငြိမ့်သက်တဲ့ဝရိယမျိုးဖြင့်အကုသိုလ်ကိုဖယ်ရှားဖို့ကြိုးစားရမယ်တဲ့ခေါင်းကဆံပင်ကိုမီးလောင်ပြီးဝတ်ထားတဲ့အင်ကြီးကိုမီးလောင်ပြီးမငြိမ့်သက်ဘူးဆိုတော့ဒါတေချာပေါ့အကြီးကျယ်ဒုက္ခရောက်တော့မှာပဲလေဟုတ်တယ်မဟုတ်လားအဲ့ဒါလိုပဲအကုသိုလ်တရားဖြစ်တာကိုလက်သင့်ခံထားတဲ့အကုသိုလ်တရားတွေကိုဖယ်ရှားဖို့မကြိုးစားဘူးဆိုရင်အဲ့ဒီအကုသိုလ်တရားတွေကကိုယ့်ကိုဒုက္ခပေးမှာပါပဲဒုက္ခမှန်သမျှအကုသိုလ်တရားကြောင့်ဖြစ်တာဆိုတာတော့ပိဋကပေါင်းသူတော်ကောင်းတို့လည်းနားလည်ထားကြပေးသားဟုတ်လားဒါကြောင့်အကုသိုလ်ကိုဖယ်ရှားဖို့အဲ့ဒါလောက်တောင်မြတ်စွာဘုရားကတိုက်တွန်းထားတာအဲ့တော့ဒီလုံလဝရိယနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဆက်ပြီးတော့အမိန့်ရှိထားတာရှိသေးတယ်အဲ့ဒီဒေသနာမှာထာမဝါဒံလပရကမောတဲ့ထာမဝါအားအစွမ်းနဲ့ပြည့်စုံရမယ်အကုသိုလ်ကိုပယ်ဖို့ကုသိုလ်ကိုဖြစ်အောင်လုပ်တဲ့နေရာမှာအားရှိရမယ်အားပါပါနဲ့ကြိုးစားရမယ်ဒံလပရကမောတဲ့ဆွဲမြဲတဲ့လုံလဝရိယနားလေအောင်ပြောရတော့ဇွဲရှိရမယ်မလျှော့ဘူးလဲကြသွားရင်လည်းပြန်ထမှာပဲကြိုးစားမှာပဲဆိုတဲ့စိတ်ဓာတ်ဟုတ်လားဇွဲရှိရမယ်အနိဋ္ဌိတဒုရောကုသလေတုဓမ္မေတုကုသိုလ်တရားတို့၌မချသောတာဝန်ရှိရမယ်တဲ့စကလုံးတွေသိကောင်းတယ်နော်တကယ်ကြီးမကြီးများလုံလဝရိယကိုပြောတဲ့နေရာမှာပြောထားတာတွေနော်ကုသိုလ်တရားတို့နဲ့ပတ်သက်လာရင်မချသောတာဝန်ရှိရမယ်တာဝန်ဆိုတာကမဖြစ်မနေလုပ်ရမယ်ဆိုတဲ့အဓိပ္ပာယ်မသိရောက်ဘူးလားခုဒကာဓမ္မတို့ဦးဇင်းတို့ကုသိုလ်ကောင်းမှုနဲ့မကြီးပွားကြဘူးမတိုးတက်ကြဘူးဆိုတာအဲ့ဒီတာဝန်ကိုကိုကထမ်းမထားဘူးချထားတာတာဝန်ကိုဘာလို့ထားတော့ချထားတာဒီပြင်တာဝန်တွေပဲထမ်းနေတာဟုတ်လားပုံဝင်လည်းလည်းပြောရရင်ကုသိုလ်ပြည့်စုံဖို့ဆိုတဲ့တာဝန်ကိုမထမ်းဘူးဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားကကုသိုလ်ကောင်းမှုနဲ့ပတ်သက်လာရင်တာဝန်ကိုချမထားရဘူးတဲ့အနိဋ္ဌိတဒုရောဒီတာဝန်ကိုဘယ်တော့မှပြစ်ချမထားနဲ့ဒါကြောင့်လုံလရှိရမယ်ဆိုတာကိုပြောတာအဲ့တော့ဒီနေရာမှာပိဋကပေါင်းသူတော်ကောင်းတို့လုံလဝရိယရှိခြင်းလို့ရှိရင်ပြင်းရခြင်းရဲ့အပြစ်ဝရိယရဲ့အကျိုးကျေးဇူးကိုနားလည်ထားဖို့တော့လိုမယ်တိ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 ချာချာနားထောင်နော်လုံလဝရိယနဲ့ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်အခြေခံအားဖြင့်ပြင်းရခြင်းရဲ့အပြစ်ဝရိယရဲ့အကျိုးကျေးဇူးဒါကိုနားလည်ဖို့လိုတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြင်းရခြင်းရဲ့အပြစ်တွေကိုမြတ်စွာဘုရားအများကြီးဟောထားတာရှိတယ်ဝရိယရဲ့အကျိုးကျေးဇူးတွေကိုအများကြီးဟောထားတာရှိတယ်သို့တော့ဒီနေရာမှာဦးဇင်းတို့အနှစ်ချုပ်ပြီးတော့အင်မတန်ထိရောက်တဲ့တတဗလသုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့စကားလေးနှစ်ခွန်းပြင်းခြင်းရဲ့အပြစ်ဝရိယရဲ့အကျိုးကျေးဇူးဒါလေးကိုပြောအောင်မယ်ဝရိယရှိဖို့ရည်ရွယ်ပြီးတော့ဟုတ်လားပြင်းခြင်းရဲ့အပြစ်ကိုမြတ်စွာဘုရားကနှစ်မျိုးပြောထားတယ်ဘယ်လိုပြောထားတုံးဆိုတော့ဒုက္ခံဘိက္ခဝေကုတိတောဝိဟရတိဘောဂိနောဘာပကေဟိအကုတလေဟိဓမ္မေဟိမဟာတေသတတ္တထံပရိဟာပေတိအဓိပ္ပာယ်ကဘာလဲဆိုတော့ပြင်းရည်နေတဲ့ပုဂ္ဂိုလ်ဟာတဲ့သူ့ရဲ့စိတ်ဟာမကောင်းမှုအကုသိုလ်တွေနဲ့ရောတဲ့အတွက်ကြောင့်အဲ့ဒီပြင်းနေတဲ့အချိန်မှကိုပဲအဲ့ဒါဆင်းဆင်းရဲရဲနေရတယ်တဲ့ပြန်ပြောမယ်ဗျာပြင်းရည်နေတဲ့အချိန်မှာအဲ့ဒီအချိန်မှာသူ့ရဲ့စိတ်တွေအကုသိုလ်တွေနဲ့ရောသွားတယ်
အကုသိုလ်တွေနဲ့ရောသွားတဲ့အတွက်ကြောင့်အဲ့ဒီအချိန်မှာသူ့ရဲ့စိတ်သည်ပူလောင်ရတယ်ပင်ပန်းရတယ်ဆင်းရဲရတယ်သူဆင်းရဲနေရတယ်ဒါကတရားအထုတ်ဖူးတဲ့ပုဂ္ဂိုလ်တွေပို့ပြီးတော့ခံစားတတ်ပဲအမတုဖဲနဲ့ပြင်းနေတဲ့အချိန်မှာကိုယ့်ရဲ့စိတ်ဟာအကုသိုလ်တွေနဲ့ရောနေတာတော့အမှန်ပဲအကုသိုလ်ကြီးတာနဲ့သေးတာတော့ပါမှာပေါ့လေဟုတ်လားအဲ့တော့ဦးဇင်းကအဲ့ဒီစကားလေးကိုသိသဘောကျတယ်ဟောကိဏ္ဏပါပကေဟိအကုသလေဟိဓမ္မေဟိတဲ့စိတ်ဟာအကုသိုလ်နဲ့ရောသွားတယ်တဲ့အလုံးမလုံးတဲ့အချိန်မှာစိတ်ဟာအကုသိုလ်နဲ့ရောသွားတယ်အလုံးဆိုတာသောတော်ကပြောတဲ့တမ္ပပဒံထိုက်တဲ့လုံလဝရိယကိုဆိုလိုတာနော်ဝရိယမရှိတဲ့အချိန်မှာစိတ်ဒီအကုသိုလ်နဲ့ရောသွားတယ်အဲ့တော့ပူတာတွေနဲ့ပေါင်းတော့စိတ်ကမအေးတော့ဘူးပေါ့ရှုပ်တာတွေနဲ့ပေါင်းတော့မရှင်းတော့ဘူးပေါ့ဟုတ်လားဆင်းရဲတာတွေနဲ့ပေါင်းတော့မချမ်းသာတော့ဘူးပေါ့ပင်ပန်းစေတာတွေနဲ့ပေါင်းတော့မသက်သာတော့ဘူးပေါ့အဲ့ဒါဆင်းရဲနေရရောဒါပထမအပြစ်ပြင်းရင်အပြစ်ဒါရင်လားဆိုတော့မကဘူးမဟာတင်္စတရထံပရိဟာပေတိကိုချိုးစည်းဝါအကြီးအကျယ်ဆုံးရှုံးပျက်စီးသွားလိမ့်မယ်တဲ့ပြင်းနေလို့ရှိရင်တရထံမိမိရဲ့အကျိုးစီးပွားတဲ့ပြောထားပုံလေးနော်သူများအကျိုးစီးပွားမဟုတ်ဘူးပျက်စီးသွားတာကကိုချိုးစီးပွားမဟာတင်္စတဲ့အင်မတန်ကြီးကျယ်မြင့်မြတ်တဲ့တရထံမိမိရဲ့အကျိုးစီးပွားဟာပရိဟာပေတိဆုံးရှုံးပျက်စီးသွားလိမ့်မယ်တဲ့ဟုတ်တာပေါ့ပြင်းနေလို့ရှိရင်အကျိုးစီးပွားတွေအကုန်ဆုံးရှုံးမှာပဲအထူးသဖြင့်မြင့်မြတ်တဲ့သာသနာတော်ကြီးနဲ့တွေ့တဲ့အခိုက်သိတရားရှိတာကိုသိနိုင်တဲ့အစွမ်းနဲ့ပြည့်စုံတဲ့လူသားတစ်ယောက်ဖြစ်နေတဲ့အခိုက်ပြင်းနေမယ်ဆိုလို့ရှိရင်အားထုတ်လျင်ရနိုင်တဲ့ကိုကျိုးစီးပွားအစစ်အမှန်လို့ဆိုရတဲ့မဲ့ညံဖုန်ညံဆိုတာတွေနဲ့လွဲမသွားနိုင်ဘူးလားလွဲသွားနိုင်တယ်အဲ့ဒါလူရင်းကိုပြောလိုက်တာပါပဲကိုကျိုးစီးပွားအစစ်အမှန်ဆိုတာအဲ့ဒါမဲ့ညံဖုန်ညံကိုပြောတာပါဟုတ်ရဲ့လားကျန်တဲ့ကုသိုလ်တွေလည်းပဲကိုကျိုးစီးပွားအစစ်အမှန်ပါပဲသို့တော့အဲ့ဒီကုသိုလ်တွေဟာဒီမဲ့ညံဖုန်ညံကိုရဖို့အတွက်အထောက်အပံ့ဖြစ်စေဖို့ဒါပြုကြရတာလို့ပြောရင်လွယ်မလားလွယ်ဘူးနော်ဒါကြောင့်ကိုကျိုးစီးပွားအစစ်အမှန်အကြီးကြီးတွေဆုံးရှုံးပျက်စီးသွားနိုင်တယ်တဲ့ပြင်းနေရင်နှစ်ချက်နော်ဒါပြင်းခြင်းရဲ့အပြစ်အဲ့လောက်တော့အနည်းဆုံးနားလည်ရမယ်နောက်တစ်ချက်ဝရိယရဲ့အကျိုးကျေးဇူးအဲ့ဒါကိုကြတော့ဆန့်ကျင်ဘက်လေးမြတ်စွာဘုရားကဟောထားတယ်အာရထဝရိယောဇဘိက္ခဝေဒုက္ခဝိဟရတိပါဝေဝိထောပါပကေဟိအကုတလေဟိဓမ္မေဟိမဟာတင်္စတတ္ထံပရိပူရေတိအဓိပ္ပာယ်ကလုံလဝရိယပြည့်စုံပြီးတော့ကြိုးစားအထုတ်နေတဲ့အချိန်မှာအဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်တည်ညှဉ်းနှွမ်းတဲ့အကုသိုလ်တွေနဲ့ကင်းကွာနေတဲ့အတွက်ကြောင့်အဲ့ဒီအချိန်မှာကိုပဲချမ်းချမ်းသာသာနေရတယ်တဲ့အထုတ်နေလို့ရှိရင်စိတ်ဟာအကုသိုလ်နဲ့ကင်းသွားတဲ့အတွက်ကြောင့်အကုသိုလ်နဲ့လွတ်သွားတဲ့အတွက်ကြောင့်အဲ့ဒီအချိန်မှာကိုပဲချမ်းသာတယ်နှိမ့်ဆက်မဲ့လူမရှိတော့ချမ်းသာသွားတာပေါ့ဒါဥပမာပြောတာသိလားပူစီတဲ့အရာမရှိတော့အေးသွားတာပေါ့အရှုပ်တွေမရှိတော့ရှင်းသွားတာပေါ့သို့တော်တရားဓမ္မတို့ဦးဇင်းတို့တွေကပုထုဇဉ်တွေဆိုတော့လုံလဝရိယမရှိဘဲနဲ့ပြင်းပြီးတော့နေတာပဲဆင်းရဲရဲနေတာပဲဒါပေမဲ့ဆင်းရဲလို့ဆင်းရဲမှလည်းသိပြီးတော့မသိဘူးဆင်းရဲတယ်ဆိုတာသိဖို့အတွက်ကတခါတလေတော့တော့လဲချမ်းသာဘူးအောင်မနော်တခါကြီးဒီမိုင်များဟုတ်လားပူတယ်ဆိုတာသိဖို့အတွက်အေးတယ်ဆိုတာသိဖို့လိုအပ်သေးတယ်ဟိုငရုတ်သီးတဲ့ကပိုးဟာသူ့အတွက်ပူတယ်ဆိုတာကမထူးခြားသလိုဖြစ်နေတယ်သူကအမြဲတမ်းဒီထဲပဲနေတာဟုတ်လားဒါကြောင့်လုံလဝရိယလေးအားထုတ်ပြီးတော့ကိုယ့်ရဲ့စိတ်နှလုံးကိုအေးချမ်းနေအောင်လုပ်ဖူးသောပုဂ္ဂိုလ်ဒီသားနေရင်လုံလဝရိယမရှိတဲ့အချိန်မှာဆင်းရဲတကူဆိုတာမသိနိုင်ဘူးလားသိနိုင်တယ်ဒါကြောင့်ကြိုးစားရင်တော့ကြိုးစားတဲ့အခိုက်မှာစိတ်နှလုံးဟာအေးချမ်းတယ်တက်တာတယ်ဒါပထမရရှိမဲ့အကျိုးနော်အခုလုပ်ရင်အခုချမ်းသာတယ်လို့ပြောတာပါပဲဟုတ်လားဒါလည်းမကဘူးတဲ့တရထံမဟာတင်္စတရထံပရိပူရေတိအင်မတန်ကြီးကျယ်တဲ့ကိုကျိုးစီးပွားအစစ်အမှန်တွေနဲ့ပြည့်စုံသွားမယ်တဲ့ဝရိယရှိလို့ရှိရင်ဟုတ်လားအဲ့တော့ဝရိယရဲ့အကျိုးကျေးဇူးနှစ်ချက်နော်လောလောဆယ်ကိုပဲအကုသိုလ်ကင်းတဲ့အတွက်ကြောင့်ချမ်းချမ်းသာသာနေရတယ်အင်မတန်ကြီးကျယ်တဲ့ကိုကျိုးစီးပွားအစစ်အမှန်တွေရရှိမယ်အကျိုးသားတဲ့မို့လားကျိုးသားတဲ့တယ်ဒါကြောင့်အကျိုးကျေးဇူးကိုမြင်ပြီးတော့လည်းပဲလုံလဝရိယကိုစိုက်ထုတ်ဖို့မလိုဘူးလားမင်းစာမိုးပဲအောင်လို့ရှိရင်တော့ဘလို့အလုပ်တွေရပြီးတော့ဘလို့ပတ်စံတွေဝင်မှာဆိုတာသိတဲ့ကလေးတယောက်ဒီစာကိုပိုကြိုးစားတဲ့အလားလားမရှိပေဘူးလားရှိမယ်အကျိုးကျေးဇူးကိုမြင်ပြီးတော့ကြိုးစားခြင်းနဲ့လုံလဝရိယကိုမွေးမြူဖို့လိုသလိုမကြိုးစားရင်ဖြစ်နိုင်တဲ့အပြစ်အနာစာကိုမြင်ပြီးတော့လည်းပဲလုံလဝရိယကိုမွေးမြူဖို့လိုတယ်မကြိုးစားရင်ဖြစ်နိုင်တဲ့ထိတ်လန့်ပေါ်ရာကောင်းတဲ့အရာတွေကိုမြင်ရင်ပိုးပြီးတော့တောင်မှဝရိယကထက်ထက်တန်တန်ဖြစ်တတ်သေးတယ်ဒါကြောင့်ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာ
တန်ဝေကဉာဏ်တိတန်ဝေကဉာဏ်ဆိုတာကထိတ်လန့်တဲ့ထိတ်လန့်တိုက်တာကိုထိတ်လန့်တဲ့သဘောပေါ့အဲ့ဒီတန်ဝေကဉာဏ်တိလုံးလဝရိယရဲ့အင်မတန်အရေးပါတဲ့အကြောင်းပါတဲ့ထိတ်လန့်ရင်ဝရိယရှိတယ်လို့ပြောတာစာမိုးပဲကြမယ်ဆိုတာကိုကြောက်တဲ့ကလေးတွေစာကြိုးစားတဲ့သဘောမရှိဘူးလားရှိတယ်အဲ့လိုပဲတရားဓမ္မတို့ဦးဇင်းတို့ထိတ်လန့်တဲ့ထိတ်လန့်တိုက်တဲ့အရာတွေရှိတယ်အဲ့ဒါတွေကိုထိတ်လန့်တတ်ဖို့လိုတယ်ထိတ်လန့်လို့ရှိရင်အဲ့ဒါတွေကလွတ်မြောက်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်ကဖြစ်ကိုဖြစ်တယ်ခုတရားဓမ္မတို့ဦးဇင်းတို့ဘာကြောင့်လုံလဝရိယကင်းပြီးတော့ပြင်းနေကြတုံးလို့မေးရင်တန်ဝေကဉာဏ်မရင့်တန်လို့ပဲသိလားဘာဉာဏ်မရင့်တန်လို့တန်ဝေကဉာဏ်ကဘာလို့မရင့်တန်တာတုံးဆိုတော့ထိတ်လန့်တဲ့ထိတ်လန့်တိုက်တဲ့အမှန်တရားတွေကိုမမြင်လို့ပဲအမှန်ကိုမမြင်တော့ကြောက်အောင်မှမသိလန့်အောင်မှမသိအမှန်ကကြောက်စရာလန့်စရာတွေကတကယ်ကိုရှိနေတယ်တတိကောင်းလို့မကြောက်တာမဟုတ်ဘူးမမြင်လို့ကိုမကြောက်တာမျက်စိကန်းနေတဲ့လူသည်သူ့နားမှာမကွေးမဟောက်တကောင်ကောင်ရောက်လာတယ်အဲ့ဒါကို तू မကြောက်ဘူးဆိုရင်သူ့ကိုတတိကောင်းတယ်လို့ပြောနိုင်မလားဘာဖြစ်လို့တော့မမြင်လို့မကြောက်တာအဲ့တော့တရားဓမ္မတို့ဦးဇင်းတို့အမှန်ကိုမြင်မှလည်းပဲတန်ဝေကဉာဏ်ဟာရင့်တန်မယ်တန်ဝေကဉာဏ်ရင့်တန်မှလည်းဝရိယဆိုတာစိုက်ထုတ်မယ်ဝရိယရှိမှလည်းပဲအကျိုးကျေးဇူးဆိုတာခံစားရမှာဟုတ်တယ်မဟုတ်လားဒါကြောင့်ထိတ်လန့်တဲ့ထိတ်လန့်တိုက်တာကိုသိဖို့နားလည်ဖို့လိုတယ်ဝရိယဖြစ်ဖို့အတွက်အဲ့တော့တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာထိတ်လန့်တဲ့ထိတ်လန့်တိုက်တာကဘာတွေရှိတော့အဓိကကတော့အပယ်လေးပုံဒီငါနဲ့ဓာရိုက်ဆက်ဆက်နေတယ်ဆိုတဲ့အချက်ဒီအင်မတန်ထိတ်လန့်စရာကောင်းတယ်အချိန်မရွေးသေဆုံးပြီးတော့အချိန်မရွေးပဲအပယ်ပုံကိုရောက်နိုင်ပါလေဘာအာမခံချက်မှမရှိပါဘူးဒါဘယ်သူမှလည်းမငြင်းနိုင်ပါဘူးဟုတ်လားအဲ့ဒီအချက်ကိုနာနာစဉ်းစားငါဒီပြဿနာဖြစ်နိုင်တဲ့ကိစ္စကိုဘာမှမရှင်းမဲနဲ့ပြဿနာတိုးလို့တန်းတန်းနဲ့နေတာပြောနိုင်မို့လားပြောနိုင်တယ်အဲ့တော့အပယ်လေးပုံဒီကိုနဲ့ဓာရိုက်ဆက်ဆက်နေတယ်ဆိုတဲ့အချက်အဲ့ဒါထိတ်လန့်စရာကောင်းတယ်နောက်ထပ်ထိတ်လန့်စရာကောင်းတဲ့အချက်တစ်ချက်ရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့တေချာမောက်တွေ့ရကြုံရမယ်အင်မတန်ခက်ခဲကြမ်းတမ်းတဲ့သေခြင်းတရားကိုအစဉ်ပြေအောင်ရင်ဆိုင်နိုင်တဲ့အစွမ်းမရှိသေးခြင်းသိလားတေချာပေါက်တေတော့တေချာရမှာဗျနော်တေချာရမှာအကုန်လုံးကိုစွန့်ပြီးတော့သွားရမှာအခုလောလောဆယ်နည်းနည်းလေးဆုံးရှုံးရင်ဘယ်လိုနေတော့မနေနိုင်မထိုင်နိုင်ပူရတယ်နော်နည်းနည်းလေးဆုံးရှုံးမှုလေးကြုံတာနဲ့လူတွေဟာငိုကြယိုကြဟုတ်လားတက်ရှိဆုံးရှုံးသွားပြီဆိုရင်တော့ငိုလို့မဆုံးဘူးပေါ့ပစ္စည်းဥစ္စာဆုံးရှုံးပြီဆိုရင်လည်းပဲတချို့ကိုယ်တတ်တယ်လောက်တည်းအထိမိုက်တဲ့လူတွေရှိတယ်နော်ဆိုလိုတာကကိုယ်ဆွဲလန်းမှုကြီးရင်ကြီးသလောက်ဒါတွေပျက်စီးသွားတဲ့အခါမှာတရားဓမ္မတို့ဦးဇင်းတို့မပူရဘူးလားဒါတဘဝလုံးပြတ်သွားတာမဟုတ်ကိုယ့်ဘဝတည်းကတသိတ္တေတာလေးပြတ်သွားတာတော်တော်စိတ်ညစ်ရတယ်တော်တော်စိတ်ပူရတယ်ဒါအလကားပြောနေတာမဟုတ်ဒီစကားကတသိတ္တေတာလေးပျက်စီးသွားတာတော့အဲ့လောက်စိတ်ပူတယ်ဆိုရင်အကုန်လုံးပျက်စီးသွားမယ့်အချိန်မှာဘယ်လိုနေမလဲဆိုတာလေးကိုစဉ်းစားသိချင်တာဆိုကြပါစို့မပြောကောင်းမဆိုကောင်းကိုချစ်ရတဲ့မျက်နှာရတဲ့ကိုယ်အတိုင်းဝန်းတွေကတစုံတစ်ယောက်ဆုံးမသွားမယ်ဆိုရင်ဘယ်လိုများခံစားရမလဲအကြီးကျယ်ဒုက္ခရောက်မှာပေါ့နော်အကြီးကျယ်ဒုက္ခရောက်မှာအဲ့ဒီဒုက္ခရောက်တဲ့ကိစ္စကိုစဉ်းစားကြည့်အဲ့ဒီတယောက်နဲ့ကိုယ်နဲ့တယောက်တယောက်ချင်းခွဲတာတယောက်တယောက်ချင်းခွဲတာတော့မခံနိုင်ဘူးနော်လူတွေတူကိုတိုင်းသေပြီဆိုတဲ့အချိန်မှာတော့တယောက်နဲ့အကုန်လုံးနဲ့ခွဲမှာအကုန်လုံးနဲ့တယောက်နဲ့ခွဲမှာတယောက်တယောက်ချင်းခွဲတာတော့မခံနိုင်တဲ့လူတယောက်တည်းအားလုံးနဲ့တယောက်ခွဲရမယ့်အချိန်မှာဘယ်လိုနေမလဲဆိုတာကိုစဉ်းစားမကြည့်သင့်ဘူးလားစဉ်းစားကြည့်သင့်တယ်တသိတ္တေတာပျက်စီးတာတော့လက်မခံနိုင်တဲ့လူတယောက်တည်းအကုန်လုံးပျက်စီးမယ်ဆိုရင်ဘယ်လိုနေမလဲဆိုတာစဉ်းစားရမယ်အဲ့တော့တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာထိတ်လန့်စရာကောင်းတဲ့ဒုတိယအချက်ကအဲ့ဒီပျက်စီးခြင်းဆိုတာနဲ့တွေ့လာရင်ပြည်ပြည်လဲလဲရင်မဆိုင်နိုင်သေးတဲ့အစွမ်းရင်ဆိုင်နိုင်တဲ့အစွမ်းမရှိခြင်းပဲနော်ဘာနဲ့တူနေလဲဆိုတော့စာမဝဲဖြေရမှာကတေးကြတယ်စာမပိုင်သေးတာကလည်းတေးကြတယ်ဆိုတာနဲ့တူနေတယ်ဟုတ်လားအဲ့တော့လူတွေဟာတေးခြင်းတရားကိုကြောက်တယ်ဆိုတာကရင်ဆိုင်နေတဲ့အစွမ်းမရှိလို့ကြောက်တာပေါ့ရင်ဆိုင်နေတဲ့အစွမ်းရှိလို့ရှိရင်ကြောက်เสียလို့မလားရင်ဆိုင်နေတဲ့အစွမ်းဆိုတာကလည်းပဲဆွဲလန်းမှုကင်းခြင်းကိုဆိုလိုတာပါဆွဲလန်းရင်တော့ပျက်စီးရင်တေချာပေါက်ဒုက္ခရောက်မှာပဲဒါကဘယ်လို့မှနားမလည်နိုင်ကြအကြောင်းမရှိဘူးဆွဲလန်းနေရင်ကိုဆွဲလန်းတဲ့အရာပျက်စီးရင်စိတ်ညစ်ရမှာပေါ့စိတ်ပူရမှာပေါ့မဆွဲလန်းဘူးဆိုရင်သူဘယ်လိုနေလေဟုတ်တယ်မဟုတ်လားဒါရှင်းနေတဲ့ကိစ္စနော်အဲ့တော့ရင်မဆိုင်နိုင်ဘူးဆိုတာဆွဲလန်းမှုမကင်းဘူးလို့ပြောတာပဲမဟုတ်လားဆွဲလန်းမှုမကင်းသေးသမျှအဲ့ဒါရင်ဆိုင်နိုင်ဖို့မလွယ်ဘူးအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့
ဘဝမှာအင်မတန်ခက်ခဲနဲ့နေတဲ့အဲ့ဒီပြဿနာငါပြေလေအောင်မရှင်းနိုင်သေးဘူးကြိုးစားဖို့လိုသေးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုတွေးပြီးတော့ထိတ်လန့်နဲ့ထိတ်လန့်တိုက်တာကိုနားလည်ဖို့မလိုဘူးလားလိုတယ်နှစ်ချက်ပြောတယ်နော်အပယ်လေးပုံနဲ့ကိုယ်နဲ့ဓာတ်လိုက်ဆက်ဆက်နေတယ်ဟုတ်လားနောက်ပြီးတော့တေချာပေါက်တွေ့ရမယ်ပျက်စီးခြင်းကိုရင်မဆိုင်နိုင်သေးဘူးအဲ့ဒီအချက်ကိုစဉ်းစားမယ်ဆိုရင်ထိတ်လန့်ခြင်းဖြစ်ပြီးတော့ကြိုးစားခြင်းဝရိယမဖြစ်နိုင်ဘူးလားဖြစ်နိုင်တာပေါ့ဗျာဒါကြောင့်ထိတ်လန့်ခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့ဝရိယကပိုးတော်မှပြင်းထန်နိုင်တယ်အကျိုးကိုမြင်လို့ကြိုးစားတဲ့ဝရိယထက်မလုပ်ရင်ဖြစ်မဲ့ထိတ်လန့်စရာတွေကိုမြင်ပြီးတော့ဖြစ်တဲ့ဝရိယကပိုးပြီးတော့ပြင်းထန်တယ်ဥပမာတစ်ခုပြောမယ်နော်ကြားတကောင်ကသမင်တကောင်ကိုစားဖို့လိုက်တယ်သမင်ကရှေ့ကအသက်လူပြီးတော့ပြေးရတယ်ပေါ့အတင်းပြေးတယ်သမင်ကလည်းအတင်းပြေးတယ်နောက်ကကြားကလည်းစားကျင်တော့အတင်းလိုက်တယ်သမင်လည်းပြေးတယ်ကြားလည်းပြေးတယ်ပြေးနေတဲ့ဒီနှစ်ကောင်ဘယ်အကောင်ရဲ့လုံလဝရိယဟာပို့ပြီးတော့ကြီးမလို့သမင်ရဲ့လုံလဝရိယကကြီးမှာပေါ့သူကလျှော့လိုက်တာနဲ့သေမှာလေဟုတ်တယ်မဟုတ်လားနောက်ကအကောင်ကဒီခါမစားရတာပဲရှိမယ်နော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဝရိယဆိုတဲ့မြင့်မြတ်စင်ကြယ်တဲ့ကုသိုလ်ကောင်းမှုတို့ရဲ့ကြီးပွားခြင်းရဲ့အကြောင်းတရားဒုတိယအင်္ဂါရပ်ပြည့်စုံခြင်းနဲ့ဆိုလို့ရှိရင်ထိတ်လန့်ခြင်းတံဝေကဉာဏ်ကိုရှင်းတန်အောင်ကြိုးစားရမယ်တံဝေကဉာဏ်ရှင်းတန်ခြင်းနဲ့ဆိုရင်လည်းအမှန်တရားကိုများများမြင်အောင်ကြိုးစားဖို့လိုတယ်ဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ကြီးပွားခြင်းနဲ့ဈေးတယ်ဒီကြိုးစားမှကြီးပွားမှာပါအဲ့ဒါလိုပဲကုသိုလ်ကောင်းမှုတို့ဖြင့်ပြည့်စုံခြင်းတဲ့ပုဂ္ဂိုလ်တယောက်ဟာလည်းပဲကြိုးစားရမယ်အားထုတ်ရမယ်ဝရိယရှိရမယ်နော်ဇွဲလုံးလားကိုမလျှော့ရဘူးဆိုပြီးတော့ဒုတိယအင်္ဂါရပ်တရားဓမ္မတို့ဦးဇင်းတို့ကြိုးစားကြဖို့မလိုဘူးလားလိုပါတယ်ဒါဒုတိယအရှိအသွေးပေါ့နောက်တတိယကြီးပွားချမ်းသာမဲ့ဈေးတွေအတွက်ပြည့်စုံရမယ်တတိယအင်္ဂါရပ်ဒီပါတယ်တော့အမိကောင်းရှိခြင်းအဲ့လိုပဲကုသိုလ်ကောင်းမှုတို့ဖြင့်ကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့ဆိုတဲ့ပုဂ္ဂိုလ်တွေအတွက်လည်းပဲအမိကောင်းရှိရမယ်ဒီနေရာမှာလိုအပ်တဲ့အမိကောင်းဆိုတာကဘာပြောတုံးဆိုတော့ယေတေဘိက္ခုဘဟုတုတ္တအာဂမကတာဝိနည်းတရာဓမ္မတရာမာတိကတရာမြတ်စွာဘုရားဟောထားတဲ့တရားဒေသနာတော်တွေကိုအများကြီးဘဟုတုတ္တရှိထားတယ်သူကောင်းထဲမှာဘုရားဟောထားတဲ့တရားနဲ့ပတ်သက်ပြီးတော့အများကြီးသိသိထားတာရှိတယ်မှတ်သားထားတာရှိတယ်အကြမ်းမြင်ဘဟုတုတ္တသိများတယ်ဒီနေရာမှာဘဟုတုတ္တဆိုတာကဘုရားဟောတဲ့တရားဒေသနာတော်တွေကိုအကြမ်းမြင်များတာကိုဆိုလိုတာနော်တခြားဘဟုတုတ္တတွေကိုဆိုလိုတာမဟုတ်ဘူးတခြားဘဟုတုတ္တတွေကအသုံးကျတဲ့ဘဟုတုတ္တရှိတယ်လို့အသုံးမကျတဲ့အန္တရာယ်တောင်ရှိနိုင်တဲ့ဘဟုတုတ္တတွေရှိတယ်ဟုတ်လားဘဟုတုတ္တတိုင်းချီးမွမ်းတဲ့နာလည်းမဟုတ်ဘူးနော်ဒီကနေ့ခေတ်ကသိစရာတွေကအင်မတန်များမှများသိကျင်စရာတွေရှိတိုင်းသာလိုက်သိအောင်လုပ်နေရရင်လူသားသေးသွားမယ်သိစရာကတော့ကုန်မှာမဟုတ်ဒါကြောင့်သိစရာတွေထဲမှာဘယ်သိစရာကအရေးကြီးလဲဘယ်သိစရာကအရေးမကြီးဘူးလဲဆိုတာလဲခွဲခြမ်းဖို့လိုသေးတယ်နောက်မို့ရင်အရေးမပါတဲ့သိစရာတွေအတွက်ဘဝပေးလိုက်ရတာမျိုးဖြစ်သွားမှာဆိုရတယ်စက်ပစ္စည်းတွေကလည်းပေါ်မှာပေါ်ကစားစရာတွေကလေးတွေဆိုရင်ဒီဂိမ်းကစားနေတာနဲ့အဖိုးတန်တဲ့အချိန်လေးကုန်တယ်ဒီကလေးတွေဟာတစ်ချိန်မှာအများကြီးအညွန့်တုံးသွားနိုင်တယ်ဟောစက်မိဆက်ရစကားတွေရှောက်ရောက်ကုန်ပြီနော်တခါကြီးဒီမိုက်များဟုတ်လားလူကြီးတွေလည်းပဲအဲ့ဒီသိစရာတွေတန်ဖိုးမရှိတဲ့သိစရာတွေတိတ်အသုံးမကျတဲ့သုံးစားလို့မရတဲ့သိစရာတွေနောက်လိုက်နေတာကောမရှိဘူးလားရှိတယ်ခုဒီနေရာမှာသိစရာရှိတာတွေအများကြီးသိရမယ်ဆိုတာကဘုရားဟောထားတဲ့ချမ်းသာကြောင်းဒီလံကောင်းများဆင်းရဲဝေးကွာကြောင်းဒီလံကောင်းများကိုသိတဲ့ဘဟုတုတ္တကိုဆိုလိုတာနော်တချို့လောကီဘုဒ္ဓတွေကတော့သိရင်အန္တရာယ်ရှိတာတွေတောင်ရှိတယ်ဒါပေတဲ့သဘောပေါက်မှာပါဟုတ်ရဲ့လားဒါကြောင့်ဘုရားဟောထားတဲ့တရားဒေသနာတော်တွေကိုအများကြီးကြားဖို့နာဝရှိတဲ့လူတစ်ယောက်ဖြစ်ရမယ်ကိုအမိပြုမဲ့ပုဂ္ဂိုလ်ကနော်အမိကောင်းရှိမှကုသိုလ်တိုးတက်မယ်လို့ပြောထားတာကိုဗမာစကားပုံတောင်ရှိတယ်လေအမိကောင်းမရှိရင်ဘုရားတောင်မပွင့်နိုင်ဘူးတဲ့ကဲအမိမရှိရင်ဘုရားတောင်မပွင့်နိုင်ဘူးတဲ့ကဲဘယ်သူပြောသွားတယ်လဲတော့မသိဘူးဟုတ်လားအမိဟာအရေးမကြီးဘူးလားအရေးကြီးတယ်အသိဉာဏ်ပညာနဲ့ပြည့်စုံတဲ့ပညာရှိသူတော်ကောင်းပုဂ္ဂိုလ်ကိုပေါင်းရသင်ရဆက်ဆံရမယ်ဆိုရင်ဒါအမိကောင်းရတယ်လို့ပြောလို့မရဘူးလားရတယ်အဲ့တော့မြတ်စွာဘုရားကအမိကောင်းဆိုတဲ့ပုဂ္ဂိုလ်ရဲ့အင်္ဂါရက်ဆိုတာကိုဘုဒ္ဓတာရှိရမယ်အကြအမြင်များရမယ်တရားတွေကိုအများကြီးနှုတ်တဲ့ရဆောင်းထားရမယ်တချို့သိတ်ကောင်းတဲ့တရားတွေဆိုရင်အာကုန်ဆောင်းထားရမယ်အကြောင်းအင်္ဂါအချက်လက်နဲ့တကွာတိတိကျကျမှတ်မိအောင်ကြိုးစားထားရမယ်နော်တရားဓမ္မတို့ကိုယ်စဉ်းစားနော်
ကိုစဉ်းစားတော့ပြီးရင်အဲ့ဒါအကြအမြင်အင်မတန်များတဲ့ပညာအင်မတန်ကြီးတဲ့ဓမ္မကြီးတယောက်ကိုအကြောင်းကိုပြောအောင်ပါဦးဇင်ကဟုတ်လားအဲ့တော့မြတ်စွာဘုရားကအမိကောင်းဆိုတာအဲ့ဒါလို့ဘဟုတုတနဲ့ပြည့်စုံရမယ်နောက်ပြီးတော့ကာလေနကာလဥပတကမိတ္တဝပရိပု္ပ္ပတိကိုယ်စိတ်ထဲမှာတန်လျာဖြစ်နေလို့သူ့ကိုချင်းကပ်ပြီးတော့မေးမယ်မြတ်မယ်ဆိုရင်ကိုယ်တန်တမှာဖြစ်ပေါ်နေတဲ့ယုံမတန်တရားဝိသိကိစ္စဒို့လောမဆုံးဖြတ်နိုင်တာတွေကိုရှင်းလင်းသွားအောင်ဖြည့်ရှင်းပေးနိုင်တဲ့အစွမ်းလည်းရှိရမယ်ဒါအမိကောင်းရဲ့ပြည့်စုံရမယ့်အရည်အသွေးတွေပေါ့အဲ့လိုပညာရှိသူတော်ကောင်းမျိုးကိုတွေ့ခဲ့မယ်ဆိုလို့ရှိရင်ဒါကိုကိုကစူးစမ်းပြီးတော့ပေါင်းတင်ဆက်ဆံမှီဝဲဖို့မလိုဘူးလားလိုတယ်အဲ့ဒါအမိကောင်းရှိခြင်းပဲကုသိုလ်တို့ဖြင့်ကြီးပွားခြင်းတယ်ဆိုရင်အမိကောင်းမရှိလို့မရဘူးဆရာကောင်းတမကောင်းမရှိလို့မရဘူးဟုတ်ရဲ့လားအေးဒါကြောင့်ဦးဇင်းတို့ဒီနေရာမှာအမိကောင်းရှိလို့ကြီးပွားခြင်းသို့ရောက်သွားတဲ့ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကအဖြစ်အပျက်လေးတစ်ခုကိုအကြောင်းကိုပြောပြမယ်ပြောချင်တာကခုတ်ဆုပ်တရာဒိုင်ကမာကြီးအကြောင်းကိုပြောချင်တာပါလူတိုင်းကြားဖို့ပါတဲ့ခုတ်ဆုပ်တရာတဲ့ဟိုဦးဇင်းတို့ခုတ်ဆုပ်တရာကိုမင်းကွန်းစတော်ဘုရားကြီးကဘလို့ဂုံတင်လဲဆိုတော့အမျိုးသမီးတို့ရဲ့ဂုံယူရမယ့်ဓမ္မကြီးတဲ့သိလားဟိုဦးဇင်းတို့မြတ်စွာဘုရားဟောထားတဲ့သုတ်တန်တွေကိုစုပြီးတော့မင်းကွန်းစတော်ကြီးဟောထားတဲ့သာသနာချိန်ဝင်ကြီးလေးလက်ဆိုတဲ့တရားရှိတယ်ဗျနောက်တကကြီးတွေကြိုးစားပြီးတော့နာယူကြည့်သိကောင်းတယ်စာအုပ်တွေအများကြီးထုတ်ထားတာလည်းရှိတယ်ညပေါင်းများစွာဟောထားတာသာသနာချိန်ဝင်ကြီးလေးလက်တဲ့အဓိပ္ပာယ်ကယဟန်တော်တွေဟာတကယ်လို့များငါဘယ်လိုယဟန်မျိုးဖြစ်ချင်တယ်လဲလို့တောင်းတခဲ့မယ်ဆန္ဒပြုခဲ့မယ်ဆိုရင်ရှင်သာရိပုတ္တရာလိုမျိုးရှင်မမောက္ကလန်လိုမျိုးဖြစ်ချင်တယ်လို့တောင်းတရမယ်တဲ့ရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလန်ဒီယဟန်တို့ရဲ့စံပြပုဂ္ဂိုလ်ချိန်ဝင်ကြီးများပေါ့တုလာချိန်ဝင်သဖွယ်ဟုတ်လားယဟန်မိမတွေဟာငါဘယ်လိုယဟန်မိမမျိုးဖြစ်ချင်တယ်လဲလို့ဆန္ဒပြုမယ်တောင်းတမယ်ဆိုရင်ခေမာထီရီတို့လိုဥပ္ပလဝံထီရီတို့လိုဖြစ်ချင်တယ်လို့တောင်းတရမယ်တဲ့ဟုတ်လားနောက်တကားကြီးတွေကဥပဒကတကားကြီးတွေကငါဘယ်လိုတကားမျိုးဖြစ်ချင်တယ်လဲလို့တကယ်လို့မြန်တောင်းတခဲ့မယ်ဆန္ဒပြုခဲ့မယ်ဆိုရင်စိတ်တကြွယ်တို့လိုဟဋ္ဌာလဝကတို့လိုဖြစ်ချင်တယ်လို့ဆန္ဒပြုရမယ်တဲ့တတွဲလာတာနော်နောက်ဒကမာကြီးတွေကတကယ်လို့မြန်ငါဘယ်လိုဒကမတယောက်ဖြစ်ချင်တယ်လဲလို့ဆန္ဒပြုခဲ့မယ်ဆိုရင်တော့ခုတ်ဆုပ်တရာတို့လိုနန္ဒမာတာတို့လိုဖြစ်ချင်တယ်လို့ဆန္ဒပြုရမယ်တဲ့အခုပြောချင်တာကခုတ်ဆုပ်တရာအကြောင်းကိုပြောချင်တာခုတ်ဆုပ်တရာကပညာအင်မတန်ကြီးတယ်နန္ဒမာတာကတမာတိအင်မတန်ကြီးတယ်ပေါ့ဟုတ်လားခုတ်ဆုပ်တရာတဲ့ခုတ်ဆုပ်တရာဆိုတာကသူ့ရဲ့နာမည်ကဥတ္တရာပါတကယ်တမ်းကတော့ဟုတ်လားဒါပေမဲ့ခါအနှဲငယ်ကုန်းနေလို့ရှေ့ကခုတ်စာဆိုတဲ့စကားလေးထည့်တာလားခုတ်စာဥတ္တရာခုတ်ဆုပ်တရာဟုတ်လားအဲ့ဒါသူကဥဒ္ဒေနမင်းရဲ့မိဖုရားဖြစ်တဲ့သာမဝရီမိဖုရားရဲ့အထင်းတော်ခုတ်ဆုပ်တရာကအဲ့ဒါဥဒ္ဒေနမင်းကသူ့ရဲ့မိဖုရားဖြစ်တဲ့သာမဝရီကိုမျက်နှိုးလို့တရက်ကိုပန်းပိုးရှစ်ချက်ပေးတယ်ဒီအကြောင်းကိုပေးတဲ့တို့တော်တော်များများသိပြီးသားဒါပေမဲ့လိပ်ပတ်လိုက်အောင်နည်းနည်းတော့ပြောမယ်နော်အဲ့ဒီမှာခုတ်ဆုပ်တရာကအဲ့ဒီရှစ်ချက်ဖို့ဝဲပြီးတော့ပန်းဆက်ရတဲ့အလုပ်ကိုလုပ်ရတယ်ဒါမဲ့ခုတ်ဆုပ်တရာကဘာလုပ်လဲဆိုတော့ပထမဦးဆုံးရှစ်ချက်ချီးမြှင့်ပြီးတော့ပန်းဝယ်ဆက်တရမယ်နေ့ကစပြီးတော့ရှစ်ချက်ဖို့မဝယ်ဘူးလေးချက်ဖို့ပဲဝယ်တယ်ကျန်တဲ့လေးချက်ကသူ့အိတ်ထဲကိုမသိအောင်ထည့်ထားတယ်ဒါပဲနော်ပထမရက်ကစချတာနော်ပထမရက်ကရှစ်ချက်ဖို့ဝယ်ပြီးတယ်နောက်နေ့မှလေးချက်ဖို့ဆိုရင်ပန်းကအနည်းများဖြစ်နေပြဿနာတက်နိုင်တယ်လေအဲ့တော့ညံကသူကဟုတ်လားအဲ့တော့ပထမနေ့ကစပြီးတော့လေးချက်ဖို့ပဲဝယ်တယ်လေးချက်ဖို့သူစားထားတယ်မိဖုရားကမသိဘူးဒါရှစ်ချက်ဖို့ပဲလို့ထင်တာပေါ့အဲ့ဒါလို့နဲ့နှစ်ရှည်လများတရက်ကိုလေးချက်နေတိုင်းခိုးတယ်ခိုးစုတ်တရာကအဲ့ဒါနောက်တော့သူမနာပန်းတဲ့အိမ်ပန်းသွားဝယ်တော့တရက်ကြတော့သူမနာကဒီနေ့မြတ်စွာဘုရားကိုဆွမ်းကမှာပန်းနေနဲ့ပူဇော်မှာအဲ့ဒီတော့မင်းတရားလေးပါလေးနာပြီးဆွမ်းညံကိုညံလေးစားပြီးမှပြန်ပြီးမှပို့တဲ့ပန်းကိုမင်းရောင်းနိုင်မယ်နေအောင်လို့ပြောတာပေါ့အဲ့ဒီမှာခိုးစုတ်တာကောင်းပြီဆိုပြီးတော့မြတ်စွာဘုရားမူရှိတဲ့တန်ဃာတော်တွေဆွမ်းဖုံးပြီးတော့မြတ်စွာဘုရားကအနုမောဒနာတရားဟောတယ်အဲ့ဒီအနုမောဒနာတရားကိုလည်းနားလဲပြီးတော့ခုတ်ဆုတ်တရာကသောတာပန်ဖြစ်တယ်သောတာပန်ဖြစ်တယ်ဆိုတာသောသောကပြောခဲ့ပြီးသားသစ္စာလေးပါးကိုပฏิဝေဒဉာဏ်နဲ့ထိုးထွင်းသိပြီးတော့
တက္ကာယဒိဋ္ဌိနဲ့ဝိသိကိစ္စပယ်ခွာပြီးတော့အပေလေးပါးဇရာပြတ်သွားတာအင်မတန်မြင့်မြတ်စင်ကြယ်တဲ့လူသားတစ်ယောက်ဖြစ်သွားတာအရိယာဖြစ်သွားတာပေါ့အရိယာဖြစ်သွားပြီဆိုတော့နိဗ္ဗာန်ချမ်းသာကိုစတင်ပြီးတော့သူတို့မျက်မှောက်ပြုတာနိဗ္ဗာန်ချမ်းသာကိုသူတို့စတင်ပြီးတော့သိတာအင်မတန်ကြီးကျယ်တဲ့အကောင်းဆုံးချမ်းသာကိုရတဲ့အတွက်ကြောင့်ဘာမဟုတ်တဲ့ချမ်းသာအတွက်နဲ့မကောင်းမှုကိုလုပ်ပြီးတော့ဘာမဟုတ်တဲ့ချမ်းသာကိုယူတဲ့အကြောင်းမရှိဘူးဒါကြောင့်မို့လို့သောတာပန်ပုဂ္ဂိုလ်တွေဟာ၅ပါးသီလကိုအသက်ဒီဟုသောအကြောင်းကြောင့်မလွန်ကျူးဘူးဆိုလိုတာကနိဗ္ဗာန်ချမ်းသာကြီးကိုမျက်မှောက်ပြုထားတဲ့ပုဂ္ဂိုလ်တယောက်အတွက်အကြီးဆုံးအလွန်ကဲဆုံးချမ်းသာကိုရနေမှတော့အသေးအမွှားချမ်းသာအတွက်နဲ့သူများအသက်ကိုတတ်เสียမလိုဘူးဆိုလိုတာကတတ်ပြီးတော့ခိုးပြီးတော့အဲ့ဒီချမ်းသာကိုလှုပ်เสียအကြောင်းမရှိဘူးသူတို့မှနိဗ္ဗာန်ချမ်းသာကြီးကိုအချိန်မရွေးသူတို့အာယုံပြုလို့မျက်မှောက်ပြုလို့မရဘူးလားရတယ်ဒါဥစဉ်စဉ်းစားမိတာလေးကိုပြောတာပါအဲ့တော့ခုတ်သုတ္တရာကပန်းဝယ်ပြီဆိုတော့ရှစ်ချက်ဖိုးလုံးဝယ်သွားတယ်ဟိုရောက်ရင်ပြဿနာတက်မယ်ဆိုတာ तू မသိဘဲနေမှာမဟုတ်ဘူးလို့ဥစဉ်ထင်တယ်ခါတိုင်း၄ချက်ဖိုးအခုရှစ်ချက်ဖိုးဆိုတော့တဝက်ကြီးများနေတယ်ဟိုရောက်ရင်သခင်မကမင်းပါပဲလေမင်းရင်လည်း तू ကကြံစီထားပါတယ်အမှန်တိုင်းပဲပြောမယ်ဟုတ်လားအဲ့ဒါနဲ့ဦးဇင်းတို့တာမာဝတီဒီကိုရောက်တော့ထင်းတဲ့အတိုင်းပဲမေးတယ်တာမာဝတီကဒီနေ့မောင်တော်ကငါတို့ကိုပို့ပြီးတော့ချစ်မြတ်နိုးလို့16ကြက်မြန်ချီးမြှင့်လေးသလားတဲ့ပန်းကနှစ်ဆဖြစ်နေတယ်အဲ့တော့ခုတ်သုတ္တရာကဘာပြောလဲဆိုတော့မဟုတ်ပါဘူးသခင်မတဲ့ဒီနေ့8ကြက်ဖိုးလုံးအပြည့်စုံဝဲလာတယ်အခါတိုင်းတော့4ကြက်ခိုးထားတယ်ဒီနေ့မခိုးဘူးတဲ့8ကြက်ဖိုးလုံးဝဲလာအဲ့ဒါလိုပြောတဲ့အချိန်မှာတာမာဝတီမိဖုရားရဲ့တုံ့ပြန်ချက်သိအံ့ဩစရာကောင်းတယ်ခုတ်သုတ္တရာကိုထက်အဲ့ဒီအချိန်မှာဦးဇင်းကတာမာဝတီမိဖုရားရဲ့စိတ်ဓာတ်ကိုဘိုးတောင်သဘောကျတယ်ပုထုဇဉ်တယောက်အနေနဲ့သူဘာလုပ်လဲဆိုတော့ငါရဲ့ပတ်စံနဲ့နေတိုင်း၄ချက်နင်ခိုးလာတာပေးလို့အဲ့လိုမျိုးမပြောဘူးသိလားပတ်စံကိုသိစိတ်မဝင်စားဘူးဘာစိတ်ဝင်စားလဲဆိုတော့လူတယောက်နေတိုင်းမကောင်းမှုလုပ်နေတာဒီနေ့ကြတော့မှအဲ့ဒီမကောင်းမှုကိုဘာကြောင့်မလုပ်တော့တာလဲအဲ့ဒါကိုစိတ်ဝင်စားတာအဲ့ဒီအချက်ကိုပဲဦးဇင်းကလည်းစိတ်ဝင်စားတာတာမာဝရီရဲ့စိတ်ဓာတ်ကိုပဲဦးဇင်းကစိတ်ဝင်စားတာတကယ်ဆိုရင်သူဟာငွေကြေးကိုစိတ်ဝင်စားဘူးနော်လူတယောက်ဘာကြောင့်ပြောင်းလဲသွားလဲအဲ့ဒီအချက်ကိုသူကောင်းနားလည်ခြင်းလူတယောက်ရဲ့တန်ဖိုးကိုကိုကျင်တရားနဲ့ကြည့်ပြီးတော့ဆုံးဖြတ်ရတာနေတိုင်းခိုးနေတဲ့လူကဒီနေ့မခိုးဘူးဘာလို့ဒီလိုနှိမ့်ကြရနဲ့မြင့်မြတ်တဲ့နေရာကိုရောက်သွားလဲအဲ့ဒီတော့မေးတယ်ဘာဖြစ်လို့ဒီနေ့မယူတော့တာလဲတဲ့အဲ့တော့တာမာဝတီမေးတဲ့အမေကိုခုတ်သုတ္တရာကလည်းအမှန်တိုင်းပဲပြောတယ်ရှင်ပါတဲ့ငါဒီနေ့မြတ်စွာဘုရားစီကဓမ္မရေစဉ်အမြိုက်ရေကိုငါတောက်သုံးခဲ့ရတယ်တဲ့ဒါကြောင့်မို့လို့ငါတရားချမ်းသာကိုရသွားတဲ့အတွက်ကြောင့်ငါမခိုးတော့တာအဲ့ဒီကြတော့တာမာဝတီရဲ့စိတ်ကဒီဓမ္မဆိုတဲ့တရားရေစဉ်ကိုပို့လို့တောင်းစိတ်ဝင်စားသွားတယ်လူတယောက်ကိုယုံညံ့ရာကနေမြင့်မြတ်ရာကိုပြောင်းလဲသွားစေနိုင်တယ်ဆိုတဲ့ဒီအစွမ်းတတ္တိကြီးမားလာတဲ့ဓမ္မဆိုတာဘယ်လိုအရာမျိုးပါလဲသူဒါစိတ်ဝင်စားတယ်သိလားတရားဓမ္မတို့ဦးဇင်းတို့တာမန်လူတွေကတော့ပစ္စည်းဥစ္စာရှိဖို့ဒါပဲစိတ်ဝင်စားကြတာများကြတာဟုတ်လားခုဒီမှာအဲ့ဒီကိစ္စကိုသူစိတ်ဝင်စားဘူးနော်လူတွေကဘာကြောင့်ပြောင်းလဲသွားလဲဓမ္မကြောင့်ပြောင်းလဲသွားတယ်ဆိုတော့အဲ့ဒီဓမ္မကဘယ်လိုဓမ္မလဲဘယ်လိုတရားလဲအဲ့ဒါကိုစိတ်ဝင်စားတော့အဲ့လိုဆိုလို့ရှိရင်သင်သိခဲ့တဲ့တရားဆိုတဲ့အဲ့ဒီဓမ္မကိုတို့ကိုပြောမပြနိုင်ဘူးလားတဲ့သူလည်းရကျင်တယ်ဆိုတဲ့အဓိပ္ပာယ်လူတယောက်ကိုယုံညံ့ရာကနေမြင့်မြတ်ရာပူလောင်ရာကနေအေးချမ်းရာကိုပြောင်းသွားစေနိုင်တဲ့အစွမ်းတတ္တိကိုရကျင်မှာပေါ့ဗျာဟုတ်လားအဲ့တော့တာမာဝတီကအဲ့လိုပြောတော့ခုတ်သုတ္တရာကငါဒီတိုင်းကြီးတော့မပြောနိုင်ဘူးတဲ့ငါမှာချွေးတွေတန်တွေနဲ့ညစ်ပတ်နေတယ်အဲ့တော့ရေမိုးချုပ်ပြီးနန္တာရေတွေနဲ့လိမ့်ကြံပြီးပြီးရင်မြင့်တဲ့နေရာမှာကောင်းမြတ်တဲ့အဝတ်ကိုခင်းပြီးငါကအမြင့်ကနေပြောမယ်သင်တို့ကအနှင်းကနေနားထောင်မှငါပြောနိုင်မယ်ပိဋကရေတရားကိုအလေးမြတ်ပြုတဲ့သဘောပါဟုတ်ပါတယ်လောကကြီးမှာတကယ်တမ်းကတရားသည်အမြင့်မြတ်ဆုံးပါပဲတရားသည်တန်ဖိုးအရှိဆုံးပါပဲတရားကိုနှုတ်လိုက်ရင်လောကကြီးမှာအမိုက်တွေပဲကြံတော့တယ်လို့ရောဆရာတော်ကြီးကတော့အဲ့လိုပြောတာပဲဟင်တခါကြီးမိုက်များလောကကြီးမှာတရားဆိုတာကိုသာနှုတ်လိုက်ဘာတွေကြံတော့တယ်အမိုက်တွေကြံတော့တယ်တဲ့သိသဘောကျတယ်ဦးဇင်းကအဲ့ဒီစကားကိုဟုတ်လားအဲ့တော့တရားကအထွတ်အထိပ်ပဲနော်ဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားဖြစ်ပြီးတော်မူကားစလောကကြီးမှာ
ဆရာတင်စရာအလေးကရုပြုစရာမရှိဘဲနဲ့နေရတာဆင်းရဲတယ်တဲ့ကိုယ့်ရဲ့အထက်ဆိုတာရှိမှနေရတာချမ်းသာတယ်ဆိုတဲ့အဓိပ္ပာယ်လူတွေကမမာနကအင်မတန်ကြီးတော့အဲ့ဒီစကားကိုနားလည်ပါမလားတောင်မသိဘူးငင်းတကယ်ကြီးမိုက်များမြတ်စွာဘုရားစဉ်းစားတာနော်အလေးကရုပြုစရာပုဂ္ဂိုလ်မရှိဘဲနဲ့နေရတာဆင်းရဲတယ်ဒါကြောင့်ငါဘဇုကိုအလေးကရုပြုပြီးတော့နေရပါမတုံးလို့စဉ်းစားကြည့်အဲ့ဒါနဲ့တကွာသောလောကကြီးမှာမြတ်စွာဘုရားအလေးကရုပြုစရာပုဂ္ဂိုလ်ကိုမမြင်ဘူးငါထက်သာတဲ့ပုဂ္ဂိုလ်ကိုမပြောနဲ့ငါနဲ့ဒန်းတူပုဂ္ဂိုလ်တောင်မရှိဘူးအဲ့တော့ငါဘဇုကိုအလေးကရုပြုပြီးတော့နေရပါမလို့ဆိုတော့ငါတည်ပြီးသားဒီလောကုတ္တရာတရားတွေကိုပဲအလေးအမြတ်ပြုပြီးတော့နေတော့မယ်ဆိုပြီးတော့တရားကိုပဲမြတ်စွာဘုရားအထွတ်ထိပ်ထားခဲ့တာပဲမဟုတ်လားဟေးဒါကြောင့်ခုတာမာဝတိကတရားကိုအထွတ်ထိပ်ထားတာနော်ဟေးအဲ့ဒါလို့သူကအမြင့်ကနေပြီးတော့ဟိုတာမာဝတိကလည်းပဲဒါငါရဲ့ကျွန်မငါခိုင်းသမျှလုပ်ရမယ်လို့အပေါ်ယံကြည့်ရင်ဟုတ်တယ်သူခိုင်းတာလုပ်ရမှာပဲဟုတ်လားဒါပေမဲ့သူကလည်းပဲအင်မတန်သဘောထားကြီးတယ်အင်မတန်ဉာဏ်ကြီးတယ်ဘလောက်စိတ်ဓာတ်တွေကမြင့်မြတ်နေတော့အဲ့ဒီကျွန်မကိုအမြင့်ကိုတင်ပြီးတော့အဲ့ဒီတရားကိုလေးလေးစားစားမြတ်မြတ်နုံနုံနားတယ်ဘလောက်သူ့ရဲ့စိတ်ဓာတ်တွေဟောဒီတာမာဝတိကဒီခုံးစုတ်တရာဟာငါရဲ့အမိကောင်းပဲငါရဲ့အားကိုးရပဲဆိုတာကိုသူကောင်းကောင်းမသိဘူးလားသိရနော်အဲ့လိုသိလို့လည်းပဲသူတရားနာတာပေါ့အဲ့ဒါခုံးစုတ်တရာကတရားလဲဟောတရားလဲနာပြီးရောတာမာဝတိအမှုပြုတဲ့မိဖုရား900ဟာသောတာပန်ဖြစ်တယ်ဟောဒီတဲ့အကျိုးကျေးဇူးမခံစားရဘူးလားခံစားရတယ်အဲ့ဒီတော့ဘာပြောတုံဆိုတော့တာမာဝတိကမိခင်နဲ့ဒီနေ့ကစပြီးတော့တို့ရဲ့ဝေယဝဲစရုံညက်တဲ့အလုပ်တွေကိုလုပ်စရာမလိုတော့ဘူးမိခင်လုပ်ရမယ့်အလုပ်ကနေတိုင်းဖရာကျောင်းတော်ကိုသွားမြတ်စွာဘုရားဟောသမျှတရားကိုနာခဲ့ပြီးရင်တို့ကိုပြန်ဟောအဲ့ဒီအလုပ်ကိုပဲလုပ်ပါအဲ့ဒါဘုရားကျောင်းတော်ကိုဘုရားရှိရင်နေတိုင်းသွားတယ်တရားနာတယ်ဉာဏ်ပညာကလည်းသိပ်ကြီးတယ်မှတ်ဉာဏ်ကလည်းသိပ်ကောင်းတယ်ဟောသမျှတရားနာခဲ့သမျှတရားမမေ့ကြောက်စာပေါ်မှာရေးချစ်ထားတဲ့အရေးအကြောင်းများလို့ဖြစ်နေတာပေါ့ဟုတ်လားမေ့ဘူးအဲ့ဒါကြောင့်ဒီနှစ်အနည်းငယ်အတွင်းမှာပဲခုတ်စုတ်တရာသည်တိပိဋကတရာဖြစ်တယ်တဲ့သိလားပိဋကသုံးပုံဆောင်းတယ်အဲ့ဒါဦးဇင်းတို့ပိဋကသုံးပုံမှာခုတ်တကပါဠပါဠိတော်ဆိုပြီးတော့ဦးဇင်းတို့ခုတ်တကနိကေမှာလာတယ်ဗျအဲ့ဒီခုတ်တကပါဠပါဠိတော်မှာဣတိယပါဠိတော်ဆိုပြီးတော့အပိုင်းကဏ္ဍလေးတစ်ခုရှိတယ်အဲ့ဒါခုတ်စုတ်တရာဟောထားတာကိုမှတ်တမ်းတင်ထားတာအာဇာနီအမျိုးသမီးကြီးပေါ့ဒါကြောင့်မင်းကွန်းစောကြီးကအမျိုးသမီးတို့ရဲ့ဂုံယူစရာစံပြအမျိုးသမီးတဲ့ဟုတ်လားတရားတွေကိုအများကြီးဆောင်ထားတာနော်ဒါကြောင့်ဒကမာကြီးတို့လည်းပဲကိုယ့်ရဲ့ဇယိုက်နဲ့ကိုက်ပြီးတော့ကိုယ့်ရဲ့စိတ်နှလုံးကိုအေးချမ်းစေတဲ့ကိုယ့်ကိုမြင့်မြတ်သွားစေတဲ့ကောင်းသွားစေတဲ့အဆုံးအမတွေကိုနှုတ်ထဲမှာဆောင်ထားဖို့လိုတယ်တချို့ဆောင်ဖို့ကလေးတွေရှိတယ်သိကောင်းတာပဲအနှစ်ချုပ်ကလေးတွေလှုပ်ထားတာရှိတယ်ငါတရားတွေဘယ်နှပုတ်လောက်မြန်အလွတ်ရလဲလို့ကိုမေးကြည့်ပါပြီးရင်ခုတ်စုတ်တရာကိုအားကြတဲ့စိတ်ကလေးမွေးပါတရားဆိုတာကိုယ့်ဘဝရဲ့အရှင်မပြေမှုတွေကိုအရှင်ပြေအောင်ဖြည့်ရှင်းပေးမယ်တနည်းပြောရရင်တော့လက်နဲ့ကောင်းနေပဲဗျဟုတ်ရဲ့လားဒါကြောင့်စုဆောင်းထားဖို့မလိုဘူးလားလိုတယ်အဲ့ဒါခုတ်စုတ်တရာကအဲ့ဒါလောက်တော်တယ်အဲ့ဒါလောက်တော်တာကိုလည်းတော်သလောက်သိလို့တာမာဝတိကလည်းပဲသူဟောသမျှတရားကိုအမြဲတမ်းနာတယ်အပေါ်ယံကြည့်ရင်တော့သခင်မနဲ့ကျွန်မပေါ့ဒါပေမဲ့ဓမ္မရှုထောင့်ကကြည့်မယ်ဆိုရင်ခုတ်စုတ်တရာကတကယ့်ဆရာကြီးဖြစ်နေတာနော်တာမာဝတိကအဲ့ဒါကိုလည်းသူနားလေတယ်သဘောပေါက်တယ်အဲ့ဒီတာမာဝတိရဲ့စိတ်ဓာတ်ကိုဥစဉ်ကသဘောကျလားဟုတ်ရဲ့လားတခါကြီးမှန်ကြအဲ့ဒါနောက်တော့တာမာဝတိတို့ကမာဂန္ဒီတို့ရဲ့လက်ချက်နဲ့မီးရှို့ခံရပြီးတော့တေကြရတာပါအဲ့ဒါတေတဲ့အခါရောက်တော့တချို့တော့တဂရကံတချို့အနာကံတရားအဆင့်တွေတက်ပြီးတော့မှတေကြတယ်လို့ဆိုတယ်ဟုတ်ရဲ့လားအဲ့ဒါဒီခုတ်စုတ်တရာဟောထားတဲ့တရားရဲ့ခုတ်စုတ်တရာဟောထားတဲ့တရားကိုနားထားတာတွေရဲ့အရှိန်အစောတွေမပါဘူးလို့ပြောနိုင်မလားမပြောနိုင်ဘူးဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အမိခေါင်းဆိုတာဘဝမှာအရေးမကြီးဘူးလားအထူးသဖြင့်ကုသိုလ်ကောင်းမှုတွေဖြင့်တိုးတက်ခြင်းရတဲ့ကြီးပွားခြင်းရတဲ့ပုဂ္ဂိုလ်တွေအတွက်အမိခေါင်းရှိဖို့လိုတယ်နော်ဒါကြောင့်တာမာဝတိတို့ထုံးကိုနှလုံးကိုပြီးတော့ပတ်စံရှိသလားမရှိဘူးလားပညာတတ်သလားလောကီတပညာတတ်သလားမတတ်ဘူးလားဒါတွေဟာသိပြီးတော့အရေးမကြီးပါဘူးဘုရားဟောထားတဲ့တရားတော်တွေကိုဘလောက်ဘုဒ္ဓတာရှိသလဲကိုယ်တိုင်ကျင့်သုံးထားတဲ့အကျင့်ဓမ္မပိုင်းဆိုင်ရာမှာဘလောက်အတွေ့အကြုံရင့်သလဲဒါလည်းအရေးကြီးသေးတာပဲနော်အတွေ့အကြုံဆိုတာအင်မတန်အရေးကြီးတယ်ဟုတ်ရဲ့လား
အဲ့ဒါတွေကိုတရားဓမ္မတို့အကဲဖြတ်ပြီးတော့ဒီပုဂ္ဂိုလ်ကဖြင့်ငါအတွက်အမိကောင်းဖြစ်နိုင်တယ်လို့နားလည်တဲ့စိတ်ရှိဖို့မလိုဘူးလားအေးဒီနေရာမှာပိဿပေါင်းတော်ကောင်းတို့ဂါထာလေးတစ်ပုဒ်ကိုလည်းအမှတ်ရပြန်တယ်ပြောချင်သေးတယ်နော်အဲ့ဒီဂါထာလေးကဘာပြောတာတုံးဆိုတော့မြင်သောသူသည်မမြင်သောသူကိုလည်းမြင်၏မြင်သောသူကိုလည်းမြင်၏တဲ့ဒီလားမမြင်သောသူသည်မြင်သောသူကိုလည်းမမြင်မမြင်သောသူကိုလည်းမမြင်တဲ့အဲ့တော့ဆိုလိုတာကပင်ကိုယ်ကလည်းဉာဏ်ကလေးကထိုက်တဲ့လောက်ရှိအောင်မှဒီလူတယောက်ရဲ့အည်အသွေးကိုအကဲဖြတ်နိုင်ပါဟုတ်ရလားဒါကြောင့်တချို့ကအပေါ်ယံနေကြည့်ပြီးတော့တန်ဖိုးဖြတ်ကြတာနော်ဟုတ်ရလားဒါကြောင့်အမိကောင်းဟုတ်မဟုတ်ဆိုတာလည်းသိနိုင်တဲ့ဉာဏ်ကလည်းရှိဖို့မလိုဘူးလားလို့တယ်ဒါကြောင့်ဦးဇင်းတို့ဓမ္မပဒမှာဟောထားတာလေးတစ်ခုရှိတယ်မိုက်တဲ့ပုဂ္ဂိုလ်ပင်ကိုယ်ကဉာဏ်မပါတဲ့ပုဂ္ဂိုလ်ဟာပညာရှိသူတော်ကောင်းတွေနဲ့တစ်သလုံးပေါင်းတဲ့ဆက်ဆံနေရတော့လည်းပဲတရားရဲ့အရာသာကိုသူမသိဘူးတဲ့ဥပမာဘာနဲ့တူလဲဆိုရင်ဟင်းမှုရတဲ့ရောင်းမလိုပဲတဲ့ဟင်းဦးတဲ့တော့အမြဲနေတာပဲဒီဟင်းနဲ့သူအမြဲတွေ့နေတာပဲဒါပေမဲ့သူအရာသာကိုမသိဘူးကိုယ်တိုင်ကနားလည်ဖို့လိုသေးတယ်နော်အေးတချို့ပညာရှိပင်ကိုယ်ဓာတ်ခံပညာဉာဏ်ပါတဲ့ပုဂ္ဂိုလ်တွေကြတော့ပညာရှိသူတော်ကောင်းနဲ့တစ်သက်လုံးပေါင်းတာမဟုတ်ဘူးတစ်ခဏလေးပေါင်းတာနဲ့အဲ့ဒါတရားရဲ့အရာတာကိုသူခံစားခွင့်ရတယ်တဲ့ဥပမာရှာလိုပဲတဲ့ရှာဟာဟင်းရဲ့အရာတာကိုသိဖို့အတွက်အကြာကြီးစောင့်ရသလားရှာပေါ်ကိုအရာတာလေးတင်လိုက်တာနဲ့တန်းပြီးတော့သိတာပဲဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဓဗ္ဗီတုပရတယထာရောင်းမလို့မဖြစ်ဖို့လည်းပဲအရေးကြီးသေးတယ်ဇိန်ဝါတုပရတန်ယထာရှာလို့ဖြစ်ဖို့လည်းအရေးကြီးသေးတယ်အမိကောင်းကိုရွေးကြတဲ့နေရာမှာဟုတ်ရဲ့လားအေးဒါကြောင့်ဦးဇင်းတို့တတိယပြည့်စုံရမယ့်အင်္ဂါရပ်မရှိရမယ်အမိကောင်းရှိရမယ်။ဒါဦးဇင်းတို့တရားဟောတာတနာရီနဲ့15မိနစ်တောင်ကျော်သွားပြီတရားနည်းနည်းရှည်သွားပြီနော်။ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီအမြင်ရှိခြင်းဝရိယရှိခြင်းအမိကောင်းရှိခြင်းဆိုတဲ့အင်္ဂါရပ်၃ပါးနဲ့သာပြည့်စုံမယ်ဆိုရင်ကုသိုလ်ကောင်းမှုတွေဖြင့်တိုးတက်ခြင်းကြီးပွားခြင်းဆိုတာကိုမရနိုင်ဘူးလားရနိုင်တယ်အဲ့တော့ဦးဇင်းတို့ပြောခဲ့သမျှစကားတွေကိုပြန်ပြီးတော့ချုပ်ကြရအောင်နော်ကုသိုလ်ကောင်းမှုတို့ဖြင့်တိုးတက်ကြီးပွားဖို့ဆိုတဲ့ရည်ရွယ်ချက်ဖြင့်မြတ်စွာဘုရားဟောထားတဲ့ဒီပါပဏိကသုတ်တံမှာအဓိကဥပမာအရာထားတာကဈေးတယ်တယောက်ဈေးတယ်တယောက်မှာရှိရမယ့်အင်္ဂါရပ်ဘယ်နှပါလဲ၃ပါးအမြင်ရှိရမယ်ဝရိယရှိရမယ်အမိကောင်းရှိရအဲ့ဒါလိုပဲကုသိုလ်ကောင်းမှုတို့ဖြင့်တိုးတက်ကြီးပွားခြင်းရတဲ့တရားဓမ္မတို့ဦးဇင်းတို့အတွက်လည်းပဲနံပါတ်1အမြင်ရှိရမယ်နံပါတ်2ဝရိယရှိရမယ်နံပါတ်2အမိကောင်းရှိရမယ်အမြင်ရှိရမယ်ဆိုတာကဘာကိုပြောတာတော့သစ္စာ၄ပါးကိုမြင်ရမယ်ခန္ဓာသည်ဆင်းရဲမျှပဲလို့သိရမယ်လောဘသည်ဒုက္ခကိုဖြစ်စေတဲ့အရာလို့သိရမယ်လောဘချုပ်မှဒုက္ခချုပ်မှလို့သိရမယ်မဲခင်7ပါးကိုကျင့်မှတနည်းအားဖြင့်မမြဲတာကိုမမြဲဘူးဆိုတဲ့အသိကိုခိုင်မြဲအောင်တည်ဆောက်မှမဲခင်7ပါးကိုကျင့်မှဒုက္ခခတ်သိမ်းငြိမ်းမယ်လို့အဲ့ဒါကိုသိရမယ်မြင်ရမယ်အဲ့ဒါအမြင်ရှိရဝရိယရှိရမယ်ဆိုတာကြတော့ရောမကောင်းတာတွေကိုဖယ်ရှားဖို့ကောင်းတာတွေပြည့်စုံဖို့ကြိုးစားတဲ့ဝရိယမျိုးကိုဆိုလိုတာဟုတ်ရဲ့လားအမိကောင်းရှိရမယ်ဆိုတာကတော့ဘုရားဟောထားတဲ့တရားတော်တွေကိုအများကြီးကြားဖို့နာဝရှိတဲ့ဘဟုတုတ္တကျွယ်ဝတဲ့ယုံမှားတန်တရားတွေကိုဖြေဖြောက်ပြစ်နိုင်တဲ့အစွမ်းရှိတဲ့ကိုယ်တိုင်ကျင့်သုံးထားတဲ့အတွေ့အကြုံနဲ့ရင့်ကျက်တဲ့တကယ်ပညာရှိသူတော်ကောင်းကိုပေါင်းသင်းဆက်ဆံမိဝဲရမယ်လို့ဆိုလိုတာဟုတ်ရဲ့လားအေးအဲ့ဒါလို့အမြင်ရှိမယ်ဝရိယရှိမယ်အမိကောင်းရှိမယ်ဆိုရင်တော့နစိရတေဝမကြာခင်အချိန်မှာပဲကုသလေတုဓမ္မေတုကုသိုလ်တရားတို့၌မဟာထဝေပုံလက်ထံကြီးကျယ်ပြန့်ပြောခြင်းတို့ပါပုဏ္ဏတိရောက်မယ်ဆိုတဲ့စကားအတိုင်းအချိန်အကြာကြီးမစောင့်ရဘဲနဲ့အချိန်တိုလေးအတွင်းမှာကုသိုလ်ကောင်းမှုတို့ဖြင့်ပြည့်စုံနိုင်တယ်တဲ့ဟုတ်လားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့သစ္စာ၄ပါးအမြင်ကိုကျွမ်းကျွမ်းကျင်ကျင်လိမ့်လိမ့်မာမာဖြစ်အောင်ကြိုးစားပြီးတော့တည်ဆောက်နိုင်ပါစေလုံလဝရိယတွေလည်းကြိုးစားပြီးတော့တည်ဆောက်နိုင်ပါစေအမိကောင်းကိုလည်းကြိုးစားရှာဖွေပြီးတော့ပေါင်းတင်ဆက်ဆံနိုင်ကြပါစေလို့အဲ့ဒီအင်္ဂါရပ်၃ပါးနဲ့ပြည့်စုံပြီးတော့ကုသိုလ်ကောင်းမှုတို့ဖြင့်တိုးတက်ကြီးပွားကြတဲ့နောက်ဆုံးလောကုတ္တရာကုသိုလ်ထိရောက်အောင်တိုးတက်ကြီးပွားကြတဲ့အရိယာသူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့
ပါပဏိကသုတ်တံဈေးတယ်ဆိုတဲ့တရားကိုမေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်နော်ဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိတေတုံမင်္ဂသင်္တယနာပိသပေါင်းတော်အောင်တို့ဇာတာအာလုံးသောတတ္တဝအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းတာအပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာမသွေဆောင်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနကင်းငါဝါလူသေးစုမငါပွင့်တော်မူကြတဲ့သုသောတတဘာပြည့်ရှင်ကိုယ်တော်မြတ်တို့ရဲ့တကူတည်သောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာနုဘာဝေနမဂ္ဂတံ၄ယောက်ဖလတံ၄ယောက်ဆိုသောရှင်တော်ရိယတန်ခါရှင်မြတ်တို့နှင့်တကွာတိလဂုံသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံကအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကူတည်သောအာနုဘောတော်တို့ကြောင့်၎င်းတရားနိယောညပါဘေခမဆိုင်ချင်းရှိတိုင်းဒုက္ခိကိုစိတ်နှပြကြမှာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း